အားလုံးကိုယေရှုနာမဖြင့်မင်္ဂလာပါဒီနေ့ကျမတို့အတွက်အမြဲတမ်းအချိန်နာရီကိုဒီနေ့အချိန်မီပြင်ဆင်ပေးတော်ဘုရားရှင်ဖြစ်တယ်ဟာလေလုယာဘယ်တော့မှနောက်မကျတော့ဘုရားရှင်ဖြစ်တယ်အာမင်ဒီနေ့ဘယ်တော့မှနောက်မကျဘဲနဲ့ဒီနေ့သင်နဲ့ကျွန်ုပ်ရဲ့အသက်တာအတွက်တော်၎င်းသင်နဲ့ကျွန်ုပ်ရဲ့မိသားစုအတွက်တော်၎င်းသင်နဲ့ကျွန်ုပ်ရဲ့ဒီနေ့အသင်းတော်တိုင်းနိုင်ငံအတွက်တော်၎င်းအချိန်မီပြင်ဆင်ပေးတဲ့ဘုရားရှင်ကိုဒီနေ့ကျမတို့တွေအားရပါရဘုရားရှင်ကောင်းမြတ်ပါတယ်ဆိုပြီးတော့ဝန်ခံရအောင်သင်နဲ့တော့ဘုရားရှင်ကောင်းမြတ်ပါတယ်ဘုရားရှင်ကောင်းမြတ်ပါတယ်ဖယားရှင်ကောင်းမြတ်ပါတယ်အာမင်ဟာလေလုယာဆက်ပြီးတော့ဝန်ခံမယ်ဖယားရှင်ကောင်းမြတ်ပါတယ်အခြေအနေတိုင်းပေါ်မှာအာမင်ဟာလေလုယာအခြေအနေတွေရဲ့အထက်မှာရှိတော်ဖယားအခြေအနေတိုင်းပေါ်မှာကောင်းမြတ်တော်ဖယားအခြေအနေတိုင်းမှာဒီနေ့ထွတ်မြောက်ရာလမ်းကိုပြင်ဆင်ပေးတော်ဖယားအခြေအနေတိုင်းမှာလိုအပ်တော်အရာတွေကိုယာဒီအလိုက်ဒီနေ့ကောင်းကြီးပေးတော်ဖယားဟာလေလုယာဒါကြောင့်ဖယားရှင်ကောင်းမြတ်ပါတယ်ကျွန်ုပ်တို့ရဲ့အခြေအနေတိုင်းပေါ်မှာဟာလေလုယာဝန်ခံမဲ့သင်နဲ့တော့ဖယားရှင်ကောင်းမြတ်ပါတယ်ကျွန်ုပ်ရဲ့အခြေအနေတိုင်းပေါ်မှာဖယားရှင်ကောင်းမြတ်ပါတယ်ကျွန်ုပ်ရဲ့အခြေအနေတိုင်းပေါ်မှာဖယားရှင်ကောင်းမြတ်ပါတယ်ကျွန်ုပ်ရဲ့အခြေအနေတိုင်းပေါ်မှာအာမင်ကိုယ့်ရဲ့ဘေးမှာရှိတော်သူကိုဒီလိုနှုတ်ဆက်ရအောင်အခြေအနေတိုင်းပေါ်မှာကောင်းမြတ်တဲ့ဖယားကျွန်ုပ်ရဲ့ဖယားဖြစ်တယ်လို့နှုတ်ဆက်ရအောင်အာမင်ဟာလေလုယာဒီနေ့အခြေအနေတွေကိုဒီနေ့ကျမတို့ညီးသွားစရာမလိုရလောက်အောင်ဖယားရဲ့ကောင်းမြတ်ခြင်းတွေကဒီနေ့ကျမတို့ရောက်ချင်းစီတိုင်းခံစားနေရတာဖြစ်ပါတယ်အာမင်ကျမတို့ပေါ့နော်ဒီညနေမှာလဲဒီမနေ့မှာလည်းများစွာကျမတို့ကောင်းကြီးဖြစ်တယ်ဆက်ပြီးတော့ဒီနေ့ဖြစ်အောင်မယ်မနေ့ဖြန်မှာလည်းဒီနေ့တာရွေးဖြစ်အောင်မယ်ဟာလေလုယာဘုရားသခင်ကဒီနေ့မနေ့မှာဆိုရင်လဲဟုတ်လားကျမတို့ဟာလေထုကိုတီဆောက်တော်သူဘာလေထုကိုဒီနေ့ကျမတို့ဟာတီဆောက်တော်သူဖြစ်တယ်လေခရစ်တော်ရဲ့ဟုတ်လားဂျေဇုတော်ဆိုတာကအယံကိုကြွယ်ဝလွန်းတာဖြစ်ပါတယ်ကျမတို့တလဲသီးကိုတီလားတီးတယ်နော်တလဲသီးကအယံကိုစားလို့ကောင်းတယ်ဒါပေမဲ့ तू ကလေတရက်သီးလို့အစိတ်တစိတ်ပဲပါတာတော့မဟုတ်ဘူးနော်ဟုတ်လားတရက်တီးကတော့ဟုတ်လားနော်ဥမာကျမတို့နော်စိန်တလုံးတီးဆိုပဲဘလောက်ပဲကောင်းရင်လဲအစေကဒစေပဲဒါပေမဲ့တလဲတီးဟာကြတော့အဲ့ဒီလိုမဟုတ်ဘူးသူ့မှာအခန်းတွေအကန့်တွေလည်းအများကြီးရှိတယ်လို့အဲ့ဒီအကန့်တိုင်းမှာပါတဲ့အဲ့ဒီတလဲတီးရဲ့ဟုတ်လားတလုံးချင်းစီတိုင်းကနော်ပြောရင်းနဲ့တော့မစားချင်လာတယ်ဟုတ်လားနော်လုံးဝအာဟာရပြည့်ပြည့်မီမီဟုတ်လားလုံးဝစမ်းချိန်မီအလုံးတွေဖြည့်ယုံနေတာမကတလုံးချင်းစီတိုင်းကစားလို့အရန်ကောင်းဒါပေမဲ့ तू ကဘာလဲအခန်းလေးတွေအကန့်လေးတွေရှိတယ်ဒီနေ့ဖခင်ရဲ့ဂျေဇုတော်ဆိုတာလဲထိုကဲ့တော့ပဲဟာဖခင်ရဲ့ဂျေဇုတော်ဆိုတာကဟုတ်လားနော်ကျမတို့တည်သွားတဲ့အခါကျမှနော်ထာဝရအသက်ရဖို့ရန်အတွက်ဒီလောက်ပဲသူ့ရဲ့ဂျေဇုတော်ကမဟုတ်ဘူးဒီနေ့ဖခင်ရဲ့ဂျေဇုတော်ဆိုတာကကြွယ်ဝစွာရှိနေတော့ဂျေဇုတော်ဖြစ်တယ်ဟာလေလုယာဒါကြောင့်အဲ့ဒီကြွယ်ဝစွာရှိနေတော့ဂျေဇုတော်ကိုဒီနေ့ကျမတို့ဟာတစ်ခုစားပြီးရင်လည်းနောက်တစ်ခုထပ်ပြီးတော့စားချင်ရလောက်တဲ့အထိဖခင်ရဲ့ဂျေဇုတော်ကဒီနေ့ကြွယ်ဝစွာပိုရှန်နေတာဖြစ်ပါတယ်အာမင်ဒါကြောင့်အဲ့ဒီသူ့ရဲ့ပိုရှန်နေတော့ဂျေဇုတော်တွေကိုဖခင်သခင်ကလိုအပ်တဲ့အချိန်မှာလိုအပ်တဲ့ယာဒီအလိုက်တင်နဲ့ကျွန်တော်ကိုကောင်းကြီးပေးတော့ဘုရားရှင်ဖြစ်ပါတယ်။ဒါကြောင့်ဒီနေ့ကျွန်မနှုတ်ပတ်တော်တစ်ခုဖတ်ချင်တယ်ရေစကြည်လအခန်းကြီး34အငယ်26ပေါ့နော်။ကျွန်မမြန်မာစံမီနဲ့တစ်ချက်ဖတ်ချင်ပါတယ်။ဒီမှာကျွန်မတို့ projector မှာထိုးပေးထားတယ်နော်။မြန်မာစံမီနဲ့ဖြစ်မယ်နော်။ကျွန်မတို့အားလုံးတူတူကဖတ်ရအောင်။သူတို့နဲ့တကွသူတို့ကျက်စားရာငါတောင်ပတ်လေကိုကောင်းကြီးမင်္ဂလာချပေးမိယာဒီအလိုက်မိုးရွာသွန်းစေမိကောင်းကြီးမိုးကိုရွာသွန်းစေမိဟာလေလုယာယာဒီအလိုက်လို့ပြောတာဖြစ်ပါတယ်ဒါကြောင့်ဖခင်ရဲ့ဂျေဇုတော်ကယာဒီအလိုက်တင်းရဲ့အသက်တာကျွန်ုပ်ရဲ့အသက်တာအခုချိန်မှာကျမတို့ဟုတ်လားဖခင်ရဲ့ဂျေဇုတော်ကဘယ်ဂျေဇုတော်ကိုကျမတို့လိုအပ်နေတယ်လဲကျမ်းမာခြင်းလားဒါမှမဟုတ်ဘူးဆိုလဲထောက်ပံ့ခြင်းလားဒါမှမဟုတ်ရင်လဲငွေကြေးဆိုင်ရာလားဖခင်ရဲ့ဂျေဇုတော်လိုအပ်ဒါမှမဟုတ်လဲကောင်းကြီးတစ်ခုခုလားဒါမှမဟုတ်လဲထိုးဖောက်မှုတစ်ခုခုလားကျမတို့ရဲ့အသက်တာမှာသူ့ရဲ့မကုံနိုင်တော့မခန်းနိုင်တော့ကြွယ်ဝတော့ဂျေဇုတော်ကယာဒီအလိုက်တင့်ကိုကောင်းကြီးပေးနေတော့ထိုဖခင်ရဲ့ဂျေဇုတော်ကိုချီးမွမ်းတာဖြစ်တယ်ဟာလေလုယာဒါကြောင့်ဒီနေ့ဖခင်ရဲ့ဂျေဇုတော်ဆိုတာကတလဲတီးကဲတော့ပဲ
မကုံနိုင်ဘူးမခံနိုင်ဘူးဟာလေလုယာဒီနေ့နှစ်တိုင်းမှာဂယုဏအတစ်ကိုလည်းခံစားရတယ်ဘယ်တော့မှတင့်အတွက်ကျွန်ုပ်တို့နောက်ကျသွားတယ်ဆိုတဲ့အရာလည်းမရှိဘူးယခုချိန်မှာဖခင်ရဲ့ဟုတ်လားအချိန်နာကြီးတွေပြင်ဆင်ပေးခြင်းအဲ့ဒီဂျေဇုတော်ကိုလိုအပ်တလားဒီနေ့နှုတ်ကပတ်တော်မှာကဘာပြောထားလဲငါတောင်ပတ်လေကိုကောင်းကြီးမင်္ဂလာချပေးမိဒီနေ့တင်တဲ့ကျွန်တော်ရဲ့အသက်တာပတ်လဲမှာဝင်းရံနေတာကအမင်္ဂလာတွေမဟုတ်ဘူးမင်္ဂလာတွေဖြစ်တဲ့ကောင်းကြီးမင်္ဂလာတွေဖြစ်တဲ့ဟာလေလုယာတင်ချမ်းမခြင်းကိုလိုအပ်တဲ့အခါမှာချမ်းမခြင်းကဒီနေ့တင်ကိုပတ်လဲဝင်းရံပေးနေတာဖြစ်တဲ့အဲ့ဒီယာဒီမိုးဖြစ်တဲ့ကောင်းကြီးကချမ်းမခြင်းကောင်းကြီးတဲ့ကကြွယ်ဝခြင်းကောင်းကြီးကဒီနေ့တင်တဲ့ကျွန်တော်ကိုရွာသွန်းပေးနေတာဖြစ်ပါတယ်အာမင်ဟာလေလုယာဒီနေ့တင်တဲ့ကျွန်တော်မှာတချို့သောသူတွေကကြတော့ဟုတ်လားဟာစိတ်သက်ခွန်အားတွေအယံကိုလိုအပ်နေသလားဖခင်ရဲ့ခွန်အားထောက်ပံ့ခြင်းတွေချို့သောသူတွေရဲ့တက်တာမှာကယုံကြည်ခြင်းတွေသင်ဘယ်ယာဒီကိုလိုအပ်နေတယ်လဲဝိညာဉ်တော်ကသိတာဖြစ်ပါတယ်ဒီနေ့သင်လိုအပ်တော်နှုတ်ကပတ်တော်မှာပါတဲ့အတိုင်းပဲငါတောင်ပတ်လေကိုကောင်းကြီးမင်္ဂလာချပေးမိယာဒီအလိုက်မိုးရွာသွန်းစေမိကောင်းကြီးမိုးကိုရွာသွန်းစေမိဟာလေလုယာဒီနေ့ဖခင်ကလည်းသူ့ရဲ့ကောင်းကြီးမင်္ဂလာသူ့ရဲ့ဂျေဇုတော်ကိုတင်ထောက်ပံ့ခြင်းလိုအပ်တဲ့အခါမှာထောက်ပံ့ခြင်းလို့ပြောတဲ့အခါမှာငွေကြေးတစ်ခုပဲလို့မမြင်စေခြင်းဘူးနော်ချို့တော့သူတွေအတွက်အချိန်တချို့တော့သူတွေအတွက်ကကျမ်းမာခြင်းချို့တော့သူတွေအတွက်ကယုံကြည်ခြင်းတချို့တော့သူတွေအတွက်ကဆုတောင်းခြင်းအပြည့်တဲ့ဘယ်ယာဒီကိုတင်လိုအပ်နေလဲဖခင်ရဲ့ကောင်းမြတ်ခြင်းတွေကဒီနေ့တင်ကိုပေးလိုက်တဲ့အခါမှာလေ package လိုက်ဖြစ်တယ်နော်ကျမတို့ကတော့ဟုတ်လားတစ်ခုလို့ပြောတဲ့အခါမှာအသီးတစ်ခုနော်ဘူးတစ်ခုဒီလိုတစ်ခုပဲမြင်တယ်အဲ့ဒီတစ်ခုမှာကျမတို့တွေမသိနိုင်တော့မမြင်နိုင်တော့ဖခင်ပြင်ဆင်ထားပြီးတော့ကောင်းကြီးမင်္ဂလာတွေက package လိုက်ဖြစ်တယ်အာမင်တရားဒီနေ့ကျမတို့ရဲ့အသက်တာမှာလိုအပ်တော့ယာဒီအလိုက်ကောင်းကြီးမိုးကိုယာသွန်းပြီးတော့ဝိညာဉ်တော်ဖြစ်တယ်ဟာလေလုယာဒီနေ့ကျမတို့ထိုဝိညာဉ်တော်ကိုအာရပါရလက်ခုပ်တီးလက်ဒီနေ့ကျမတို့ဂုဏ်ပြုလက်ကြိုဆိုကြရအောင်အာမင်ဒီနေ့တချို့သောသူတွေမှာဘယ်ယာဒီကိုဒီနေ့ကောင်းကြီးမိုးကိုတင်လိုအပ်နေတယ်လဲဒီနေ့တန်ရှင်တော်ဝိညာဉ်တော်ကဒီနေ့တင်တဲ့ကျွန်တော်ရဲ့အသက်တာပေါ်မှာကြွယ်ဝစွာဒီနေ့သွန်းလောင်းပေးနေတာဖြစ်တယ်မိုးဆိုတာကကျမတို့မိုးရွာတယ်လို့ပြောတဲ့အခါမှာဟုတ်လားနော်မိုးဆိုတာကဟုတ်လားရွာပြီးဆိုရင်ကျမတို့အားလုံးဆူရွှဲသွားတာပဲထိုကဲ့သို့ပဲဖခင်ရဲ့ကောင်းကြီးမို့တင်းရဲ့အသက်တာကျွန်တော်ရဲ့အသက်တာမှာရောက်လာတဲ့အခါမှာတပေါက်နှစ်ပေါက်တစ်ဆက်နှစ်ဆက်ပဲမဟုတ်ဘူးဒီနှုတ်ကပတ်တော်မှာပါတယ်လို့ပဲမိုးရာဒီအလိုက်မိုးရွာသွန်းစေမိကောင်းကြီးမိုးကိုရွာသွန်းစေမိဟာလေလုယာဒီနေ့တချို့သောသူတွေရဲ့အသက်တာမှာဖခင်ရဲ့ထောက်ပံ့ခြင်းကိုလိုအပ်တဲ့အခါမှာဒီနေ့ဆာလန်ဆရာကပြောတာအကျွန်ုပ်ဤခွက်ဖလားဒီရှန်လက်ရှိပါဟာလေလုယာဒီနေ့တင်အတွက်လိုအပ်တော့ကောင်းချီးမင်္ဂလာမိုးတွေကိုဒီနေ့ယခုမှပင်ရှန်လက်ရှန်ထွက်ရှာထွက်တာတော့မဟုတ်ဘူးနော်ဆီယမရဲ့ပူလုံးလို့ရှာတော့ထွက်တော့မယ်မဟုတ်ဘူးဖခင်ရဲ့ကောင်းမြတ်ခြင်းတွေကလေဒီနေ့ရှန်ထွက်ပြောကြည့်အောင်ဖခင်ရဲ့ကောင်းမြတ်ခြင်းတွေဟာရှန်ထွက်နေတယ်ဟာလေလုယာဟာလေလုယာဖခင်ရဲ့ကောင်းမြတ်ခြင်းကလည်းကွက်တိမဟုတ်ဘူးဖခင်ရဲ့ကောင်းမြတ်ခြင်းကအကျွန်ုပ်ဤခွက်ဖလားသည်ရှန်လက်ရှိပါ၏ဟာလေလုယာဟာလေလုယာဒါဒီနေ့တင်နေကျွန်ုပ်ရဲ့အသက်တာဟာဒီနေ့ရှန်လက်ရှိနေတာဖြစ်တယ်တင်ချမ်းမာခြင်းလိုအပ်တဲ့အခါမှာချမ်းမာခြင်းကောင်းကြီးမိုးတွေထိုဂျေဇုတော်ချမ်းမာခြင်းကဒီနေ့တင်အတွက်ရှန်လက်ရှိနေတာဖြစ်တယ်အာမင်ကျမတို့အခုတလောဆိုရင်ကျမတို့မိသားစုမှာဘာလိုအပ်တယ်လဲလို့ပြောတဲ့အခါမှာကျမ်းမာခြင်းတွေလိုအပ်တယ်ဆရာအခုတလောနော်နှစ်ပတ်လောက်သူလေ့ကျင့်ခန်းနဲ့လှုပ်တော့ခါနာတယ်ဒါနဲ့ဆရာဝန်ကအကုန်လုံး medical check ကလုပ်ခိုင်းတယ်သူရင်ခုန်တယ်နော်ဒါပေမဲ့ဖခင်ကဘယ်လောက်ထိကောင်းမြတ်တယ်လဲလို့ပြောတဲ့အခါမှာ medical check ကအကုန်လုံးလှုပ်ဖြစ်သွားတယ်ပေါ့နော်သူရဲ့တကူလုံးအသေးနှလုံးကလီစားတွေအကုန်လုံးသွေးတွေရောသူတို့ဒီအမျိုးသားဖြစ်တဲ့အရာအကုန်လုံးကိုစစ်လိုက်တဲ့အခါမှာဖခင်ယေရှုတော်အားဖြင့်ဒီနေ့ယာဒီဘဲယာကျမ်းမာခြင်းလိုအပ်တဲ့အချိန်မှာကျမ်းမာခြင်းကိုအပြည့်အဝထောက်ပံ့ပြီးတော့ဘုရားရှင်ဖြစ်တယ်အာမင်ဒီနေ့သွားစစ်လိုက်တဲ့အခါမှာစစ်လိုက်တဲ့အရာကဒီနေ့ကျမ်းမာပြီဆိုတဲ့တက်တွေကိုဒီနေ့ရခဲ့တာဖြစ်ပါတယ်အာမင်ဘာတခုမှမဖြစ်ဘူးခါနာတယ်ဆိုတာကဟုတ်လားအခက်မသိလို့နော်ခါကြောညက်သွားတယ်ဆိုတဲ့အဖြေတခုပဲရခဲ့တာဒါပေမဲ့သွေးတွေစီးတွေအကုန်လုံးစစ်တာဘာမှမရှိဘူးဆိုတဲ့အဖြေဖခင်ကတရားဒီနေ့သင်နဲ့ကျွန်ုပ်ရဲ့အသက်တာမှာလိုအပ်တဲ့ကောင်းကြီးမင်္ဂလာကိုယာဒီအလိုက်ကောင်းကြီးပေးတော့ဘုရားရှင်ဖြစ်တယ်လွန်ခဲ့တဲ့အပတ်မှာကျွန်တော်တို့မြစ်ချနာမှာမိုးအရမ်းရွာတယ်လေ
အရင်ရောတော့ကျမတို့ဘာတောင်းတလဲနေလေးတစ်ရက်လောက်ပဲပူပေးပါနော်အဝတ်လေးလမ်းချင်လို့နော်ကျမတို့အိမ်ရှင်မတွေဆိုလားကျမရဲ့အမေဆိုတရက်လေးပဲပူပေးပါဒီနေ့ဖခင်ရဲ့နော်ဟုတ်လားထောက်ပံ့ခြင်းကဘယ်လောက်ထိပိုရှန်နေလဲတရက်မကဘူးမနေ့ကလည်းနေပူတယ်ဒီနေ့လည်းနေပူတယ်ဖခင်ရဲ့ထောက်ပံ့ခြင်းပဲလွန်ခဲ့တဲ့အပတ်မှာကျမတို့တွေမမျော်လင့်ကြဘူးလားနေကိုမမျော်လင့်ကြဘူးလားဟာတပတ်လုံးမိုးရွာနေပြီတရက်လောက်တော့နေပူပေးပါဖခင်ရဲ့ထောက်ပံ့ခြင်းဟာအမြဲတမ်းပိုရှန်နေတာဖြစ်တယ်အာမင်ဖခင်ရဲ့ကောင်းမြတ်ခြင်းတွေဟာအမြဲတမ်းပိုရှန်နေတာဖြစ်တယ်ဟာလေလုယာဒီနေ့နှုတ်ကပတ်တော်ကိုပြန်ပြီးတော့ဖတ်ရအောင်သူတို့နဲ့တကွသူတို့ချက်စားရာငါတောင်ပတ်ပတ်လေကိုကောင်းကြီးမင်္ဂလာချပေးမိယာဒီအလိုက်မိုးရွာသွန်းစေမိကောင်းကြီးမိုးကိုရွာသွန်းစေမိဟာလေလုယာဒီနေ့ယာဒီအလိုက်လိုအပ်တဲ့အချိန်မှာလိုအပ်တော့ဒီနေ့သူ့ရဲ့ကြွယ်ဝတော့ဂျေဇုတော်ကတင်းနဲ့ကျွန်ုပ်ရဲ့အသက်တာအသီးသီးမှာတော့၎င်းမိသားစုမှာတော့၎င်းတိုင်းနိုင်ငံမှာတော့၎င်းဒီနေ့လိုအပ်တော့ဒီနေ့ကောင်းကြီးမင်္ဂလာဂျေဇုတော်ကိုယာဒီအလိုက်မိုးရွာသွန်းပေးနေတော့ဖခင်ရှင်နာမတာ၍ဘုန်းကြီးပါစေဟာလေလုယာဟာလေလုယာဒီနေ့အထူးပဲယုံကြည်ပါဒီနေ့တင်းနဲ့ကျွန်ုပ်ရဲ့မိသားစုထဲမှာကျမတို့တယောက်နဲ့တယောက်တော့တူမှာမဟုတ်ဘူးတချို့တော့သူတွေရဲ့လိုအပ်တဲ့အရာကဖခင်ရဲ့အတူပါရှိခြင်းတက်တွေလားဒီနေ့ယာဒီအလိုက်တင်လိုအပ်တော့ကောင်းကြီးမိုးကိုဒီနေ့သူ့ရဲ့ကြွယ်ဝတော့ဂျေဇုတော်ကရွာသွန်းပေးမှာဖြစ်ပါတယ်ဟာလေလုယာဒီနေ့ဖခင်ရဲ့ကြွယ်ဝခြင်းဆိုတာကဒီနေ့ကျမတို့တွေတောက်သုံးလို့မကုံတော့အသက်ဆန်းရည်ဖြစ်ပါတယ်အာမင်အာမင်ဘုရားရှင်နာမတာ၍ဘုန်းကြီးပါစေဒါကြောင့်ဘုရားခင်ကအောက်လာဒီနေ့ကျမတို့တွေကခရစ်တော်အားဖြင့်ကြွယ်ဝတော်သူဖြစ်တယ်ဖြောင့်မတ်တော်သူဖြစ်တယ်အဲ့ဒီဖြောင့်မတ်ခြင်းအဲ့ဒီကြွယ်ဝခြင်းတွေကလေအဲ့ဒီကောင်းကြီးမင်္ဂလာတွေကလေဒီနေ့ကျမတို့တဦးတယောက်အတွက်ပဲမဟုတ်ဘူးနော်နှုတ်ကပတ်တော်မှာကျမတို့တစ်ချက်ကြည့်ရအောင်132ခုမြောက်သောစာလံအငယ်1နဲ့3ကိုကျမတို့တစ်ချက်ကြည့်ရအောင်130နဲ့အငယ်1နဲ့3ဟုတ်ပြီကျမတို့တွေ့ရင်အားလုံးတူတူကဖတ်ပြအောင်အာမင်ဟာလေလုယာဒီနေ့ဒီမှာပြောထားတဲ့အတိုင်းပဲထိုသူဤသားမြေတို့သည်မြေပေါ်မှာအားကြီးကြလိမ့်မည်ဖြောင့်မတ်တော်သူတို့ဤအမျိုးအနွယ်သည်မင်္ဂလာရှိတတ်၏ထိုသူဤအိမ်၌စီးစိမ်ဥစ္စာကြွယ်ဝ၍သူဤကောင်းကျိုးသည်အစဉ်အမြဲတည်တတ်၏ဟာလေလုယာဒီနေ့ဘုရားကိုဒီနေ့ကျမတို့ယုံကြည်တော့ဒီနေ့ကျမတို့တွေဟာကျမတို့ရဲ့ယုံကြည်ခြင်းတွေခရစ်တော်အားဖြင့်ကျမတို့ရထားတဲ့သူဖြောင့်မတ်ခြင်းတွေကမြေပေါ်မှာဒီနေ့အားကြီးတာကကျမတို့တဦးတယောက်ပဲမဟုတ်ဘူးနှုတ်ပတ်တော်မှာဘယ်လိုပြောထားလဲသူဤသားမြေတို့ဒီမြေပေါ်မှာအားကြီးကြလိမ့်မည်မင်္ဂလာရှိတော်သူတွေဖြစ်လိမ့်မယ်အဲ့ဒီသူရဲ့အိမ်မှာတဲ့စီးစိမ်ဥစ္စာကြွယ်ဝ၍သူဤကောင်းကျိုးဒီအစဉ်အမြဲတည်တယ်ဟာလေလုယာဟာလေလုယာဒါကြောင့်နှစ်ကိုရှစ်ကိုမှာကျမတို့တစ်ချက်ပြန်ပြီးတော့ကြည့်ရအောင်ဒီနေ့ခရစ်တော်ဟာလက်ဝါးကတိုင်မှာတင့်အတွက်ကျွန်ုပ်အတွက်အသေးခံခဲ့တဲ့အရာဟာဖြောင့်မတ်ဖို့ရန်အတွက်ဖြစ်တယ်တန်ရှင်းဖို့ရန်အတွက်ဖြစ်တယ်ခွင့်လွှတ်ခြင်းခံဖို့ရန်အတွက်ဖြစ်တယ်အဲ့ဒီမှာမှနောက်တစ်ခုဒီနေ့ပါသေးတာဖြစ်ပါတယ်ကျွန်မအစောနာပြောသလိုပဲဖခင်ရဲ့ဂျေဇုတော်ဆိုတာကတလဲသီးလိုပဲဖြစ်ပါတယ်ဒီနေ့မြောက်များစွာတော့ကြွယ်ဝတော့ဒီနေ့ဂျေဇုတော်ဟာထိုတလဲသီးကဲလိုပဲဖြစ်တယ်ဟာလေလုယာဖြောင့်မတ်ခြင်းလဲဂျေဇုတော်ပဲဖြစ်တယ်ခွင့်လွှတ်ခြင်းခံရတာလဲဂျေဇုတော်ပဲဖြစ်တယ်ဒီနေ့အသွေးတော်အပြင်ကျမ်းမာတာလဲတန်ချက်တော်အပြင်ကျမ်းမာတာလဲဒီနေ့ဂျေဇုတော်ဖြစ်တယ်အဲ့ဒီမှာနောက်တစ်ခုကဘာလဲလို့ပြောတဲ့အခါမှာကျမတို့အားလုံးတူတူကဖတ်ရအောင်အကြောင်းမူကားငါတို့သခင်ယေရှုခရစ်သည်စီးစိမ်ရှိတော်လဲဆင်းရဲတော်မူခြင်းအပြင်သင်တို့သည်စီးစိမ်ရှိစေခြင်းကသင်တို့အတွက်ကြောင့်ဆင်းရဲခြင်းကိုခံတော်မူသောဂျေဇုတော်ကိုသင်တို့သိကြ၏ဟာလေလုယာငါတို့သခင်ယေရှုခရစ်သည်စီးစိမ်ရှိတော်လဲဒီနေ့ယေရှုခရစ်ကဘာရှိရဲ့လဲစီးစိမ်ရှိတော်လဲဆင်းရဲတော်မူခြင်းအပြင်ဒီမှာကျမတို့တွေ့ရတယ်ဆင်းရဲတယ်လို့ပြောတဲ့အခါမှာ
ဟုတ်လားလောကမှာနေတဲ့အခါမှာဆင်းရဲခဲ့တဲ့နေရာ तू ဆင်းရဲခဲ့တဲ့နေရာတနေရာပဲရှိတယ်အဲ့ဒီနေရာကဘယ်နေရာလဲလို့ပြောတဲ့အခါမှာလက်ဝါးကတ်တိုင်မှာဒီနေ့တင်တဲ့ကျွန်ုပ်တင်တို့ဒီစီးစိမ်ရှိစေခြင်းကတင်တို့အတွက်ကြောင့်ဆင်းရဲခြင်းကိုခံတယ်တမဟောင်းကာလတော့ကဆင်းရဲခြင်းကိုဘာနဲ့တိုင်းတာတယ်လဲလို့ပြောတဲ့အခါမှာအဝိအစားတွေကိုတောင်မှပေါင်ရလောက်တဲ့အခြေအနေရှိတဲ့သူဟာဒီနေ့ဆင်းရဲတယ်လို့ဒီနေ့သတ်မှတ်တာဖြစ်ပါတယ်ဒီနေ့ယေရှုခရစ်တော်လောကမှာနေခဲ့တဲ့အခါမှာဆင်းရဲတာဟာတစ်ချိန်ပဲရှိခဲ့တယ်တနေရာပဲရှိခဲ့တယ်အဲ့ဒါကဘယ်အချိန်မှလဲလို့ပြောတဲ့အခါမှာဒီနေ့လက်ဝါးကတ်တိုင်မှာသူဟာစီးစိမ်ရှိတော်လဲတင်နဲ့ကျွန်ုပ်အတွက်ဆင်းရဲခံတော်မူခြင်းစီးစိမ်ရှိဖို့ရန်အတွက်ဒီနေ့သူဟာအဝိအချီးစီးနဲ့လက်ဝါးကတ်မှာဒီနေ့သူဟာအသေးသက်ခံပြီးတော့ဒီနေ့ရှင်ပြန်ထမြောက်ခဲ့တာဟာတင်နဲ့ကျွန်ုပ်စီးစိမ်ရှိဖို့ရန်အတွက်ပဲဖြစ်တယ်ဟာလေလုယာဒီနေ့ခရစ်တော်ဟာဒီနေ့စီးစိမ်ရှိတော်လဲဆင်းရဲခံတဲ့လက်ဝါးကတ်တိုင်မှာဆင်းရဲခံခဲ့ခြင်းဟာတင်နဲ့ကျွန်ုပ်ဘာဖြစ်ဖို့လဲကြွယ်ဝဖို့ရန်အတွက်ဖြစ်တယ်နှုတ်ကပတ်တော်မှာဒီလိုပဲပြောထားတာဖြစ်တယ်ဆင်းရဲခံတော်မူခြင်းအပြင်တင်တို့သည်စီးစိမ်ရှိစေခြင်းကတင်တို့အတွက်ကြောင့်ဆင်းရဲခြင်းကိုခံတော်မူတော့ကျေးဇူးတော်ကိုတင်တို့သိကြ၏ဟာလေလုယာဟာလေလုယာလောကမှာယေရှုကဟုတ်လားနေခဲ့တဲ့အခါမှာ तू အမှုတော်တွေဆောင်ခဲ့တဲ့အခါမှာကျမတို့ကြည့်တဲ့အခါမှာဒီနေ့ तू ဟာအယံကိုချမ်းသာကြွယ်ဝတော်သူဖြစ်တယ်။ဘာကြောင့်မို့လို့လဲသူ့ရဲ့အိမ်ကကမ်းခြေနားမှာဖြစ်တယ်နော်။ကျမတို့လေ Google မှာခောက်ကြည့်လိုက်ယေရှုရဲ့အိမ်အဲ့ဒီမှာ तू ဟာဘာနဲ့စောက်ထားလဲလို့ပြောတဲ့အခါမှာဒီကြောက်အလုံးနေနဲ့စောက်ထားတာဖြစ်ပါတယ်။ကျမတို့တွေနော်ကမ်းခြေသွားတဲ့အခါမှာ first view ကိုကြည့်မယ်ဆိုရင်တောင်မှနော်ဟုတ်လားအရန်ကိုဈေးအကြီးဆုံး line ကဘယ် line လဲအဲ့ဒီကမ်းနားမှာကမ်းခြေနားမှာရှိတဲ့ first view line ဒီနေ့ကျမတို့တွေကကမ်းခြေမှာရှိတဲ့အရာမှာနော်ယေရှုခရစ်တော်ကဒီနေ့လောကမှာနေခဲ့တဲ့အခါမှာကမ်းခြေမှာသူ့ရဲ့အိမ်က shareပြီးတော့ကျမတို့ကဟာလက်သမားရဲ့သားဆိုတာကကျမတို့လက်သမားလို့ပြောတဲ့အခါမှာအိုးအရင်တော့ရေပေါ်ထိုးတဲ့လက်သမားဒါကိုပြောတာအဲ့ဒီတော့ကပြင်နေပါတွေမရှိဘူးသူတို့ဟာဒီကြောက်တုံးနေနဲ့ပဲเนาะအခုချိန်ဆိုရင်ဒီနေ့ကျမတို့ engineer contract တွေဆွဲတဲ့เนาะဟာဘု து သားလဲလို့ပြောတဲ့အခါမှာ engineer ရဲ့သားလို့ပြောတဲ့အခါမှာကျမတို့ဟာ तू ကတော့ဘောစီပဲဖြစ်မှာပေါ့ရှိပြီးသားပဲဖြစ်မှာပေါ့เนาะကျမတို့တတ်မှတ်တယ်ယေရှုခရစ်တော်ရဲ့ဖခင်ကเนาะကျမတို့ကဟုတ်လားစကားပြန်အရတာเนาะဒီလက်သမားလို့ပြောတဲ့အခါမှာဒီပြင်းတွေကိုရေပေါ်ထိုးတာဒီလောက်ကိုပဲမမြင်စေချင်ဘူးအဲ့ဒီခေတ်ကာလတုန်းကဒီယခုချိန်ရဲ့ engineer ကိုဒီနေ့ပြောတာဖြစ်ပါတယ်ပြီးတဲ့အခါမှာယေရှုခရစ်တော်ကသူ့နောက်လိုက်တဲ့သူတွေလူရာချီထောင်ချီအဲ့ဒီသူတွေကိုလည်း तू ကဘာလုပ်နိုင်လဲကျွေးမွေးနိုင်တဲ့အပြင်နော်စားကျွန်းစားကြံတွေကိုကောက်တဲ့အခါမှာတောင်မှ12တောင်းနေကြံရတဲ့အချိန်လောက်ထိဒီနေ့ तू ဟာကောင်းကြီးမင်္ဂလာရှိတော်သူဖြစ်တယ်စီးစိမ်ရှိတော်သူဖြစ်တယ်ဒါပေမဲ့ဒီနေ့ဒီနှုတ်ကပတ်တော်မှာပါတဲ့ငါတို့သခင်ယေရှုခရစ်သည်စီးစိမ်ရှိတော်လဲဆင်းရဲတော်မူခြင်းကဒီနေ့လက်ဝါးကတိုင်မှာတင်းနဲ့ကျွန်ုပ်ဘာဖြစ်ဖို့ရန်အတွက်လဲစီးစိမ်ရှိဖို့ရန်အတွက်ဖြစ်တယ်ဟာလေလုယာဒါကြောင့်ဒီနေ့ကျမတို့တွေကဘယ်အရာတွေကိုဝန်ခံနိုင်လဲလို့ပြောတဲ့အခါမှာခရစ်တော်ရဲ့အသွေးတော်အားဖြင့်ဟုတ်လားကျွန်တော်ဟာချမ်းမာတော်သူဖြစ်တယ်တန်ချက်တော်အပြင်ချမ်းမာတော်သူဖြစ်တယ်အပြစ်လွတ်ခြင်းကိုခံရတော်သူဖြစ်တယ်ထာဝရအသက်ကိုရတော်သူဖြစ်တယ်ဆိုပြီးတော့ဒီနေ့ကျမတို့တွေကအဲ့ဒီလောက်ထိယုံကြည်နိုင်တယ်ဆိုရင်ဒီနေ့ခရစ်တော်အားဖြင့်ဒီနေ့ကျွန်ုပ်ဟာဟာလေလုယာစီးစိမ်ရှိတော်သူဖြစ်တယ်ကြွယ်ဝတော်သူဖြစ်တယ်ဆိုပြီးတော့အဲ့ဒီဂျေဇုတော်ကိုလည်းဒီနေ့ကျမတို့ကခြံထားလို့မရဘူးအဲ့ဒီဂျေဇုတော်ကိုလည်းဒီနေ့ကျမတို့ဟာယုံကြည်ခြင်းစိတ်ချခြင်းနေနဲ့အတူဒီနေ့ကျမတို့ဟာဝန်ခံနိုင်တော်သူဖြစ်ဖို့ရန်အတွက်ဘုရားရှင်ကောင်းကြီးပေးပါစေအာမင်ဒါကြောင့်ဒီနေ့ကျမတို့တွေကဟုတ်လားဟုတ်တယ်ခရစ်တော်နာမအပြင်ကျွန်ုပ်ဟာချမ်းသာတော်သူဖြစ်တယ်ကျွန်ုပ်ဟာချမ်းသာတော်သူဖြစ်တယ်လို့ပြောတဲ့အခါမှာကျမတို့ရဲ့ဘဏ်အကောင့်ကိုကြည့်ပြီးတော့ပြောတာမဟုတ်ဘူးဘယ်အရာကိုကြည့်ခြင်းအပြင်နဲ့ဒီနှုတ်ကပတ်တော်ကိုကြည့်ခြင်းအပြင်ငါတို့သခင်ယေရှုခရစ်သည်စီးစိမ်ရှိတော်လဲဆင်းရဲတော်မူခြင်းအပြင်တင်တို့သည်စီးစိမ်ရှိစေခြင်းကတင်တို့အတွက်ကြောင့်ဆင်းရဲခြင်းကိုခံတော်မူတော့ကျေးဇူးတော်ကိုတင်တို့သိကြတယ်တဲ့ဒီနေ့အဲ့ဒီဂျေဇုတော်ကိုတင်တကယ်သိတယ်တင်တကယ်ပွင့်နေဆိုရင်လေဒီနေ့တင်မပြောဘဲနဲ့မနေနိုင်တော့ဘူးမဝင်ခံဘဲနဲ့မနေနိုင်တော့ဘူးအရင်တော့ကတော့ဟုတ်လားကျမ်းမာတယ်ချမ်းသာတယ်ကြွယ်ဝတယ်လို့ပြောတဲ့အခါမှာကိုယ်နဲ့မဆိုင်တယ်လို့ပဲအဲ့ဒီစကားကိုပြောတော့မယ်ဆိုနေတာ
မပြောရဲဘူးဘာကြောင့်လဲကိုယ့်ရဲ့အခြေအနေကိုကြည့်တာဒါပေမဲ့ဒီနေ့ဒီအချိန်ခါမှာတော့ဟုတ်တယ်ငါဟာခရစ်တော်အားဖြင့်ကြွယ်ဝတော့သူဖြစ်တယ်ငါဟာခရစ်တော်အားဖြင့်ချမ်းသာတော့သူဖြစ်တယ်ငါခရစ်တော်အားဖြင့်ပေးကမ်းတော့သူဖြစ်တယ်ဆိုပြီးတော့ဘာကြောင့်မို့လို့ဒီနေ့ကျမတို့ကပြောရဲလာတယ်လို့ပြောတဲ့အခါမှာအဲ့ဒီကြွယ်ဝခြင်းဂျေဇုတော်ကိုဒီနေ့ကျမတို့ကပွင့်ခြင်းအေဖတဝိညာဉ်ရေးရမှာပွင့်သွားတဲ့အခါမှာကျမတို့ကဝိညာဉ်ထဲမှာအဲ့ဒီအရာကိုကြားတဲ့အခါမှာပြည့်ပြည့်စွာဒီနေ့ကျမတို့ဟာပြောနိုင်တော့သူတွေဖြစ်လာတယ်အာမင်ဟာလေလုယာဒီနေ့ကျမကမနေ့ကလည်းကျမပြောခဲ့ပါတယ်ကျမကအကောင့်တန်တယောက်ဖြစ်တဲ့အခါမှာငွေကြေးတွေကိုစိတ်ဝင်စားတယ်ဟုတ်လားကျမတို့အလုပ်တစ်ခုခုလုပ်တော့မယ်ဆိုရင်ဘတ်ဂျက်အပေါ်မှာအရန်ကိုစိတ်ဝင်စားတဲ့သူတစ်ယောက်ပါဘတ်ဂျက်ကိုဆွဲပြီးတော့လုပ်ခဲ့တဲ့သူတစ်ယောက်ပါတိုးတော်ညာလဲဒီနေ့ဒီနှုတ်ကပတ်တော်ကကျမအတွက်အသက်ဖြစ်သွားတဲ့အခါမှာကျမအတွက်ကောင်းကြီးဖြစ်သွားတဲ့အခါမှာဒီနေ့ဟုတ်လားလွန်ခဲ့တဲ့4-50နှစ်နဲ့ကျမမတူတော့ဘူးဘာကြောင့်မလို့လဲအရင်တုန်းကတော့နော်တင်းအုပ်ဆရာကပြောရင်လဲဟုတ်လားဟာဘတ်ဂျက်ကဒီလောက်ပဲရှိတာဘယ်လိုလုပ်ဖြစ်နိုင်မှာလဲကျမရဲ့အသွေးတွေမှာအဲ့လိုရှိခဲ့တယ်တို့တော်ညာလေဒီနှုတ်ကပတ်တော်ဒီဂျေဇုတော်ကိုကျမကဖွင့်ပြခြင်းခံလိုက်ရတဲ့အခါမှာတော့တခုခုလုပ်တော့မယ်ဆိုရင်လဲဘာဖြစ်လို့မဖြစ်နိုင်ရမှာလဲယုံကြည်ခြင်းနဲ့ဘာကြောင့်လို့မလို့လဲခရစ်တော်ဟာဒီနေ့စီးစိမ်ရှိတော်လဲသူလက်ဝါးကတိုင်မှာဆင်းရဲခံခဲ့ခြင်းဟာကျွန်ုပ်တို့အတွက်ဖြစ်တယ်ကျွန်ုပ်တို့စီးစိမ်ရှိဖို့ရန်အတွက်ဖြစ်တယ်ဆိုတဲ့အဲ့ဒီယုံကြည်ခြင်းကိုရသွားတဲ့အခါမှာတော့လေဟာလေလုယာလွယ်ကူခြင်းနေပေါ်ပါခြင်းနေလင်းမြန်ခြင်းတွေကဒီနေ့ရောက်ရှိလာတာဖြစ်ပါတယ်အာမင်ဒီနေ့ကျွန်တော်တို့ဘုရားကျောင်းအခုဘုရားကျေးဇူးတော်အားဖြင့်လူ1500ပထမခြေလမ်းပေါ့နော်ဒီစောက်တဲ့အခါမှာအခုဆိုရင် foundation ပဲပြီးသေးတယ်တိုင်ပဲထောင်ပြီးသေးတယ်3000ကျော်သွားပြီဒါပေမဲ့အရင်တုန်းကတော့ကျွန်မကအဲ့ဒီကျေးဇူးတော်ကိုနားမလည်ဘူးဆိုရင်တော့ဟာအခုလက်ထဲမှာ3000ပဲရှိတယ်ကုန်မာကသိန်းကနန်းကုန်မယ်ဆိုဘယ်လိုလုပ်ဖြစ်နိုင်မှာလဲကျွန်မကအဟံသားကြီးတစ်ခုဖြစ်သွားလိမ့်မယ်ဒါပေမဲ့ယခုအချိန်မှာတော့ဘယ်လောက်ပဲကျွန်တော်တို့လွန်ခဲ့တဲ့စနေနေ့မှာဆိုရင်ဒီ engineer အဖွဲ့တွေနဲ့မီး engineer နဲ့ကျွန်တော်တို့တွေဟုတ်လား engineer အဖွဲ့နဲ့ကျွန်တော်တို့2ကြိမ်3ကြိမ်တွေးကြတယ်အခုကလိုမာကားတဲ့ထောင်ကနန်းတွေမဟုတ်တော့ဘူးတဲ့တောင်းကနန်းတွေပဲလိုတော့တယ်လို့ပြောတဲ့အခါမှာလုံးဝကျွန်မကယုံကြည်စိတ်ချတယ် hallelujah ဒီနေ့ခရစ်တော်ရဲ့ကြွယ်ဝခြင်းကဒီနေ့ကျွန်တော်တို့အတွက်ဖြစ်တယ်မိသားစုအတွက်ဖြစ်တယ်အသင်းတော်အတွက်ဖြစ်တယ်ဟာလေလုယာဒါကြောင့်ဒီနေ့ဘသူတွေကယုံကြည်ခြင်းနဲ့ခြေလန်းလန်းရဲလာတယ်လေလို့ပြောတဲ့အခါမှာဟုတ်တယ်ခရစ်တော်ရဲ့ဒီနေ့ကြွယ်ဝခြင်းဟာကျွန်တော်အတွက်ဖြစ်တယ်ကျွန်တော်တို့မိသားစုအတွက်ဖြစ်တယ်ကျွန်တော်တို့တိုင်းနိုင်ငံအတွက်ဖြစ်တယ်ဆိုတဲ့သူတွေကလေအဲ့ဒီယုံကြည်ခြင်းခြေလန်းကိုအဲ့ဒီဂျေဇုတော်ကိုဒီနေ့ကိုယ်တိုင်ကိုယ်ကြခံစားပြီးတော့ခြေလန်းနိုင်တာဖြစ်ပါတယ်အာမင်ဒါကြောင့်ဒီနေ့ကျွန်တော်တို့တွေဒါဝိမင်းကြီးကဟုတ်လားရာဇဝင်ချုပ်ပထမစာဆောင်မှာတစ်ချက်ကြည့်ရအောင်ရာဇဝင်ချုပ်ပထမစာဆောင်အခန်းကြီး29အငယ်1မှာ तू ကဘာပြောလဲလို့ပြောတဲ့အခါကျတော့ကျွန်မအရန်သဘောကျတဲ့အရာဖြစ်ပါတယ်29အငယ်1မှာရာဇဝင်ချုပ်ပထမစာဆောင်အဲ့ဒီမှာဒါဝိကဟုတ်လားသူ့ရဲ့သားရှောလမုန်ဟာတဲ့အသက်ငယ်သေးတယ်တဲ့တို့တော်ညာလေတဲ့ तू ပြုလုပ်ရမယ်အမှုကအယံကိုကြီးလို့နေတဲ့တိဆောက်ရတော့ကျမတို့အားလုံးသူကဖတ်ရအောင်တပံဒါဝိမင်းကြီးကဖျားသခင်ရွေးကောက်တော်မူသောငါသားရှောလမုန်သည်အသက်ငယ်၍နုသေး၏အမှုမူကားကြီးလာ၏တိဆောက်ရတော့ဗိမာန်သည်လူအဖို့မဟုတ်ထာဝရအရှင်ဖျားသခင်အဖို့ဖြစ်၏ဟာလေလုယာဒီနေ့ဒါဝိမင်းကြီးကငါသားရှောလမုန်ကအသက်ငယ်သေးတယ်ဒါပေမဲ့ तू လုပ်ရမယ့်အမှုကဘာလဲကြီးတယ်ဘာကြောင့်မလို့လဲဖျားရဲ့ဗိမာန်တော်ကိုတိဆောက်ဖို့ရန်အတွက်ဖြစ်တယ်တိဆောက်ရတော့ဗိမာန်ဒီလူအဖို့မဟုတ်ထာဝရရှင်ဖျားအဖို့ဖြစ်တယ်ပေါ့နော်သူဟာပြင်ဆင်တယ်ဒါကြောင့်ဒီနေ့ကျမတို့တွေခန့်တော့ဆာလံကျမ်းအခန်းကြီး130အငယ်နဲ့မှာဖြောင့်မတ်တော်သူရဲ့သားသမီးတို့ဟာတဲ့မြေပေါ်မှာအားကြီးလိမ့်မယ်လို့ဆိုတဲ့အခါမှာဒီနေ့ကျမတို့ကဒီမှာရှိတော့သူတွေအရောက်ချင်းစီတိုင်းကဖျားရဲ့ဂျေဇုတော်အားဖြင့်ဒီနေ့ဟုတ်လားခွင့်လွှတ်ခြင်းကိုခံရတော့သူတွေဖြစ်တယ်ဆိုတဲ့အရာလဲကျမတို့ဂဂနာနာသိပြီးတဲ့အခါမှာခရစ်တော်အားဖြင့်ကျမတို့ဟာကြွယ်ဝတော့သူဖြစ်တယ်ဆိုတာလဲဂဂနာနာသိပြီးဆိုရင်ကျမတို့ဟာကျမတို့ရဲ့ကောင်းကြီးမင်္ဂလာခံစားရခြင်းတွေဟာကျမတို့ရဲ့လုံနိုင်ခြင်းမလုံနိုင်ခြင်း background တွေ shade ground တွေ nebe ground တွေနဲ့မဆိုင်တော့ဘူး
ကျမတို့ရဲ့သားသမီးတွေ generation တွေကိုဒီနေ့ကျမတို့ဘာလို့ဖို့ရန်အတွက်ပဲလို့တော့လဲ bless ပေးဖို့ရန်အတွက်ပဲလို့တော့တာဖြစ်တယ် hallelujah အိုးကျွန်တော်ရဲ့မျိုးဆက်တွေဟာအဖက်ဖက်မှာကောင်းကြီးမင်္ဂလာခံစားမယ်မျိုးဆက်တွေဖြစ်တယ်ကျွန်တော်ရဲ့မျိုးဆက်တွေဟာဒီနေ့တိုင်းနိုင်ငံကိုကောင်းကြီးပေးမယ်မျိုးဆက်တွေဖြစ်တယ်ပညာရေးမှာဒီနေ့ဥဆောင်မဲ့သူတွေဖြစ်တယ်ကျမ်းမာရေးကိုပြန်လဲမဲ့ထူထောင်စေမဲ့မျိုးဆက်တွေဖြစ်တယ်ငွေကြေးတွေမှာလည်းဒီနေ့ထိုကဲတော့ပဲတို့တွေအချိန်ကာလတုန်းကမပါဝင်နိုင်ခဲ့ပေမဲ့လည်းယခုချိန်မှာ generation တွေကလုံးဝပါဝင်နိုင်တော့ဒီနေ့မျိုးဆက်တွေဖြစ်တယ်ဖျားဘက်မှာအားကြီးတော့မျိုးဆက်တွေဖြစ်တယ်ခွန်အားကြီးတော့သူတွေဖြစ်တယ်ဆိုပြီးတော့ဒီနေ့ကျမတို့တွေကဘာလို့ဖို့ရန်အတွက်လို့အလဲလို့ပြောခံ bless hallelujah ဒါကြောင့်ဒီနေ့ကျမတို့တွေကဝိညာဉ်ရေးရမှာထိုဂျေဇုတရားကိုပွင့်တော်သူကလေအရင်တော့ကတော့သားသမီးတွေကို bless မလုပ်ရဘူးဘာကြောင့်လဲငါတို့မိဘတွေရဲ့အခြေအနေကိုယ့်ရဲ့အခြေအနေကိုအတိဆုံးပဲဖြစ်တဲ့အခါမှာဟာသူများတွေနဲ့သွားမနိုင်နဲ့သူများတွေကစီးပွားရေးလုပ်တဲ့သားသမီးတွေဟုတ်လားဟိုးအရင်ကတည်းကနေပြီးတော့ချမ်းသာတဲ့သားသမီးတွေအဲ့ဒီလိုလုံးဝမရှိရတော့ဘူးဒီနေ့တကယ်အရင်အမြစ်ကဘာတူလဲယေရှုခရစ်တော်အားဖြင့်ဒီနေ့ကျမတို့ကအဲ့ဒီစီးစိမ်ရှိတဲ့ဂျေဇုတော်ကိုသင်တို့ဟာတီးကြတယ်တဲ့ဒါကြောင့်အဲ့ဒီတီးတဲ့အရာကိုကျမတို့ကကောင်းတဲ့အရာကိုဘာကြောင့်မို့လို့ကျမတို့ bless မလုပ်နိုင်ရမှာလဲဘာကြောင့်မဝင်ခံနိုင်ရမှာလဲ hallelujah ဒါကြောင့်ဒီနေ့သင်ကြားတော့အရာမြင်တော့အရာကိုမပြောဘဲမနေနိုင်တော့ဒီနေ့သူတွေဖြစ်တယ် hallelujah ဒါဒီနေ့ကျမတို့ရဲ့မျိုးဆက်တွေဟာမြေပေါ်မှာဒီနေ့အားကြီးတော့မျိုးဆက်တွေဖြစ်တယ်ဖယားကိုတီးကျွမ်းခြင်းမှာအားကြီးတော့မျိုးဆက်တွေဖြစ်တယ်ဖယားကိုပေးကမ်းခြင်းမှာအားကြီးတော့မျိုးဆက်တွေဖြစ်တယ်ဖယားရဲ့နိုင်ငံတော်မှာပါဝင်ခြင်းမှာအားကြီးတော့မျိုးဆက်တွေဖြစ်တယ်ဒါဝိမင်းကြီးကသူ့သားတွေထိုကဲတော့ပြင်ဆင်တာဖြစ်တယ်သူ့သားပြုရမယ့်အမှုအရာကအယံကိုကြီးတယ်တဲ့အဲ့ဒါကဘာအတွက်လဲတီဆောက်ရတော့ဗိမာန်ဒီလူအဖို့မို့ထာဝရအရှင်ဘုရားသခင်အဖို့ဖြစ်တော်မူ၏ဒါကြောင့်ဒီနေ့ကျမတို့ယုံကြည်သူတွေရောက်ချင်းစီတိုင်းကျမတို့အမှုတော်ဆောင်တွေပဲဖြစ်ဖြစ်အားလုံးကခရစ်တော်အားဖြင့်ဒီနေ့ကျမတို့ကမင်းစည်းစိမ်ရှိတော့ယစ်ပရောဟိတ်မျိုးတွေဖြစ်တယ်ဒီနေ့ရှောလမုန်ရဲ့ဗိမာန်တော်မှာတိုင်နှစ်တိုင်အရှိမှရှိတာဖြစ်ပါတယ်အဲ့ဒီတိုင်နှစ်တိုင်ကဘာနဲ့ဘာကိုပုံဆောင်လဲလို့ပြောတဲ့အခါမှာတစ်ဖက်ကယာခိန်တစ်ဖက်ကဘောဇယာခိန်ဆိုတာကယစ်ပရောဟိတ်ဖြစ်တယ်ဘောဇဆိုတာကစီးပွားရေးရှင်ဖြစ်တယ်ဒါကြောင့်စီးပွားရေးလုပ်တော်သူကလည်းစီးပွားရေးကတသက်အမှုတော်ဆောင်တွေကလည်းအမှုတော်ဆောင်ကတတ်မဟုတ်ဘူးအဲ့ဒီတိုင်နှစ်တိုင်စလုံးအဲ့ဒီကြွယ်ဝခြင်းတစ်ခုစလုံးဟာဖခင်ရဲ့နိုင်ငံတော်အတွက်ပဲဖြစ်တယ်ဟာလေလုယာဒီနေ့စီးပွားရေးသမားတွေကလည်းဒီနေ့စီးပွားရေးလုပ်တဲ့ကောင်းကြီးမင်္ဂလာနဲ့အတူတစ်ဖက်မှာဖခင်ရဲ့နိုင်ငံတော်ဟုတ်လားဒီနေ့တန်ရှင်တော်ဝိညာဉ်တော်ကတော့ဒီအချိန်မှာတော့เนาะဒီနေ့ဟုတ်လားကျမတို့လူအထဲမှာကျင်းဝစ်ပြီးဖြစ်တော့ကြောင့်တင့်အားဖြင့်ကျွန်ုပ်အားဖြင့်ဒီနေ့ဖခင်ရဲ့ကောင်းမြတ်ခြင်းတွေကိုဝေငှဖို့ရန်အတွက်ဖြစ်တယ်အာမင်ဖခင်ခင်ကအခုချိန်မှာကျမတို့ရဲ့အသက်တာအသီးသီးကိုကြီးတော်အမှုတွေအနှင်းတဲ့အချိန်ဖြစ်နေတယ်ဒါကြောင့်အဲ့ဒီအနှင်းတဲ့အချိန်ကာလမှာဒီနေ့ကျမတို့ကယုံကြည်ခြင်းနဲ့ခြေလန်းလန်းဖို့ရန်အတွက်အချိန်ကိုရောက်နေပြီဖြစ်တယ်ဟာလေလုယာဒါကြောင့်အရင်တုန်းကတော့ကျမတို့သိခဲ့တဲ့အရာထင်ခဲ့တဲ့အရာကအမှုတော်ဆောင်တွေဆိုတာကငွေကြေးနဲ့လုံးဝမပတ်သက်လို့မရဘူးနော်စီးပွားရေးသမားတွေဆိုတာလည်းစီးပွားရေးတက်မဟုတ်ဘူးဒီနေ့ကျမတို့တွေကဇာဘူးလုံကောင်းကြီးဤတခါကောင်းကြီးနဲ့အတူလူတိုင်းမှာအဲ့ဒီကောင်းကြီးနဲ့ဒီနေ့ကျမတို့သွားဖို့ရန်အတွက်အချိန်ရောက်နေပြီဖြစ်တယ်ဟာလေလုယာဒီနေ့စီးပွားရေးသမားတွေကလည်းစီးပွားရေးလှုပ်ခြင်းအပြင်သူတို့ရဲ့ငွေကြေးတွေအပြင်ဟုတ်လားအဲ့ဒီငွေကြေးတွေကကျမတို့ရဲ့ဒီဝမ်းစာတစ်ခုလောက်ပဲမဟုတ်ဘူးအဲ့ဒီငွေကြေးတွေကနောက်တိုင်တိုင်ဖြစ်တဲ့ဒီနေ့အဲ့ဒီငွေကြေးတွေအားဖြင့်လူတွေပျောက်ဆုံးသောဝိညာဉ်တွေဒီနေ့ရရှိလာဖို့ရန်အတွက်ဟုတ်လားအခုချိန်မှာနော်ကျမတို့လေထုတွေကလည်းတီဆောက်နေတယ်ဒီလေထုကကျွယ်ဝတော့လေထုဖြစ်တယ်ဒီလေထုကကောင်းစားတော့လေထုဖြစ်တယ်သခင်စိုးစံတော့လေထုဖြစ်တယ်လို့ဆိုတဲ့အတိုင်းပဲသခင်ရဲ့စိုးစံခြင်းတွေကျမတို့ရဲ့အသက်တာအသီးသီးမှာရောက်ရှိလာဖို့ဆိုတာကဒီနေ့သင်နဲ့ကျွန်တော်ရဲ့အသက်တာမှာထိုကျွယ်ဝခြင်းကောင်းကြီးမင်္ဂလာတွေလိုအပ်တာဖြစ်တယ်အာမင်ဖခင်သခင်ကလည်းဒီနေ့တင့်ကိုလှုပ်ခိုင်းတဲ့အမှုအရာကအယံကိုကြီးမားတဲ့အရာဖြစ်တော့ကြောင့်အဲ့ဒီကြီးမားတဲ့အရာမှာငွေကြေးတွေလည်းဒီနေ့တပါးထဲလိုက်လာတာဖြစ်ပါတယ်ဒီနေ့ကျမတို့ဖခင်ရဲ့ယေရှုတော်အားဖြင့်ဖခင်သခင်ကဒီနေ့ဒီ rain ဆိုတဲ့ rain ဆိုတာကเนาะကျမတို့မိုးတော့မဟုတ်ဘူးเนาะ REIGN ဖြစ်တယ်ယောမ50ထဲကစိုးစံခြင်းဆိုတဲ့စကလုံးဖြစ်တယ်ဖခင်ကဒီစကလုံးကိုပေးလာတဲ့အခါမှာ3လလုံးတခြားဘယ်အရာမှမမြင်ဘူးဒီစိုးစံခြင်းဆိုတဲ့စကလုံးကိုပဲဖခင်ကကျမရဲ့စိတ်ဝိညာဉ်မှာထည့်ပေးထားတယ်ဒါနဲ့3လလောက်ကြာတဲ့အခါမှာဖခင်သခင်ကဟုတ်လားဒီအချိန်မှာတော့ဒီ rain ဆိုတဲ့
ဒီ title နဲ့ပေါ့နော်အခုကျမတို့ဒီလိုတင်တန်းပေါ့ new era အတစ်တော်နယ်ပယ်ပေါ့နော် rain ဆိုးဆန်ခြင်းဆိုတဲ့ဒီစကားလုံးနဲ့တင်တန်းလုပ်ပါ conference လုပ်ပါဆိုပြီးတော့ပေါ့နော်စပြီးတော့ခြေလန်းလန်းတယ်အဲ့ဒီခြေလန်းလန်းတဲ့နေ့မှာလဲကျမတို့အမျိုးသမီးတွေပဲအယောက်900လောက်ရှိတယ်တကယ်ကိုလူအနေနဲ့ဆိုရင်အရန်ကိုအားရကျေနပ်စရာကောင်းတဲ့ပထမခြေလန်းဖြစ်ခဲ့ပါတယ်ဒါပေမဲ့အဲ့ဒီပထမခြေလန်းလန်းတဲ့အချိန်မှာကြည့်လိုက်တဲ့အချိန်မှာတော့လူအနေနဲ့တော့အရန်ကိုကျေနပ်အားရစရာကောင်းပေမဲ့လည်းစိတ်ထဲမှာတခုခုတော့မဟုတ်သေးဘူးထပ်ပြီးတော့ရှိအောင်မယ်ဆိုပြီးတော့အဲ့ဒီနေ့မှာဖခင်ကဟုတ်လားနှုတ်ကပတ်တော်အပြင်ကျမကိုပြန်ပြီးတော့စကားပြောလာတာဖြစ်ပါတယ်။နောက်ခြေလန်းနေလမ်းဖို့ရန်အတွက်ဖြစ်တယ်။တခင်ရဲ့ဆိုးဆန်ခြင်းလေထုကိုတိဆောက်ဖို့ရန်အတွက်နော်ခါတော့ကျမတို့အများအားပြောနေတယ်ဟုတ်လားဒီလက်ဟဲနာဂတောင်တန်းဟူကောင်းကြိုက်ဝိုင်းပြီးတဲ့အခါမှာကျမတို့နေပြီးတော့ရန်ကုန်မဲဆိုင်ဒီຢာတွေအားလုံးကိုကျမတို့အခုဖခင်ယေရှုတော်အပြင်12နေရကျမတို့တွေတခင်ရဲ့ဆိုးဆန်ခြင်းလေထုကိုတိဆောက်ပြီးခဲ့ပြီးသွားပြီအဲ့ဒီလေထုတိဆောက်ဖို့ရန်အတွက်သွားတဲ့အခါမှာကျမတို့အဖွဲ့တွေ18ယောက်ရှိပါတယ်ဒီ18ယောက်တော့သူကဟုတ်တယ်ဖခင်ရဲ့စကားကိုရပြီးတော့ဟုတ်လားကျမတို့တွေသွားဖို့ပြင်ဆင်တဲ့အခါမှာလေဒါကြောင့်ကျမတို့ကဘာကောင်းကြီးရှိဖို့လို့လဲလို့ပြောတဲ့အခါမှာဇာဘူးလုံကောင်းကြီးဣတခါကောင်းကြီးဆိုတာကိုရှိဖို့လိုအပ်တယ်လို့ပြောကျမတို့ကိုတခါလေဖခင်ကဟုတ်လားတင်တို့သွား၍ဝိနည်းတတဝါအပေါင်းတို့အားနော်လောကီနိုင်ငံအရရဲ့ရှိသမျှကိုသွားပြီးတော့ဧဝံဂေလိတရားကိုသွားပြီးတော့ဟောပါလို့ပြောတဲ့အခါမှာကျမတို့ဒီကနေပဲသွားလို့မရဘူးဖခင်ကအခုလိုမျိုးဟုတ်လားစိုးစံချင်းလေထုကိုသွားပြီးတော့အဲ့ဒီနေရာကိုသွားပြီးတော့တိဆောက်ပါဆိုပြီးတော့ဟာကြောင်လောက်ရွှိ့ဆိုပြီးတော့တခါနဲ့မှရောက်သွားလို့မှမရတာကျမတို့တွေ18ယောက်ကားနဲ့သွားရတယ်နော်အဲ့ဒီတောင်ပေါ်ကိုသွားတဲ့အခါမှာကားက Honda Fit တွေနဲ့သွားလို့မရဘူးပြောချင်တဲ့အရာကျမတို့ဘက်ကနေပြင်ဆင်ရတဲ့အရာတွေအများကြီးရှိတယ်ဒါပေမဲ့ဒီအရာကိုကျမတို့အရောက်ချင်းစီတိုင်းဒီ18ယောက်တော့သူတွေကကိုဖျားကောင်းကြီးပေးတော့ကိုထူကိုထအားဖြင့်ထိုလေထုတွေကိုဒီနေ့ကျမတို့ဟာတီးဆောက်တာဖြစ်ပါတယ်ဒါကြောင့်ဒီနေ့ကျမတို့တွေအရောက်ချင်းစီတိုင်းကဟုတ်လားဒီနေ့နော်ကျမတို့ကတစ်ခါလေကြာရင်စုတောင်းတတ်တယ်လေကိုရောကျွန်တော်တို့မိသားစုတစ်လကို320ဆိုရင်လောက်ပါပြီအကိုရောအတွက်ဒါကဘာမှမပြောပါတော့အဲ့ဒါအာတာဒီနေ့နှုတ်ကပတ်တော်ကဘာပြောလဲတင်းအားဖြင့်လူမျိုးတကာကောင်းကြီးမင်္ဂလာဖြစ်စေမယ်လို့ပြောတဲ့အခါမှာတင်းရဲ့ငွေကြေးအားဖြင့်လဲလူမျိုးတကာကောင်းကြီးမင်္ဂလာဖြစ်ဖို့ရန်အတွက်ဖခင်ကယခုချိန်မှာတကားကိုဖွင့်ပေးလိုက်ပြီဖြစ်တယ်အဲ့ဒီတကားကဘု து အားဖြင့်လဲခရစ်တော်အားဖြင့်ခရစ်တော်စင်သူဟာစီးစိမ်ရှိတော်လဲစင်ရဲ့ခံတော်မူခြင်းဟာတင်တို့စီးစိမ်ရှိစေခြင်းကအဲ့ဒီယေရှုတော်ကိုတင်တို့သိကြတယ်တဲ့အာမင်ဟာလေလုယာဒါကြောင့်ဖခင်သခင်ကအခုချိန်မှာတင်နဲ့ကျွန်ုပ်ကိုကြီးတော်အမှုတွေကိုပြုခိုင်းနေတဲ့အချိန်မှာငါသာမင်းသွားပါလို့ပြောတဲ့အခါမှာအဲ့ဒီမှာသွားနိုင်တဲ့ခွန်အားနဲ့အတူသွားနိုင်ဖို့ရန်အတွက်လိုအပ်သောအရာတွေကိုဒီနေ့ကျမတို့ကတခြားသောသူတွေရှိမှာဖန်နေရှာဖို့ရန်အတွက်အချိန်ကာလမဟုတ်တော့ဘူးတင့်အားဖြင့်ကျွန်ုပ်အားဖြင့်ဖခင်ပေးတော်ကောင်းကြီးမင်္ဂလာတွေဟာဒီနေ့သူ့ရဲ့နိုင်ငံတော်တာ၍ကျေပြန့်ဖို့ရန်အတွက်တည်ဆောက်ဖို့ရန်အတွက်အချိန်ရောက်နေပြီဖြစ်တယ်အာမင်ဒါကြောင့်မို့လို့ဒါဝိကဘာပြောလဲသူ့သားဟာအသက်ငယ်တယ်တဲ့ဒါပေမဲ့သူပြုရမယ့်အမှုရာကဘာဖြစ်တယ်လဲကြီးတယ်တဲ့ဗိမာန်တော်တိဆောက်ခြင်းအဲ့ဒီခေတ်ကာလတုန်းကတော့မြင်ရတဲ့ဗိမာန်တော်ဒီလိုအုပ်တွေနဲ့တိဆောက်တာဒါပေမဲ့အခုချိန်မှာတော့ကျမတို့ရဲ့တန်ရှင်တော်ဝိညာဉ်တော်ကျိန်းဝတ်တော်ဗိမာန်တော်ဟာပျောက်ဆုံးတော်ဝိညာဉ်တွေရဲ့အသက်တာအဒီဒီပေါ်မှာတိဆောက်ခြင်းပဲဖြစ်တယ်ဟာလေလုယာဟာလေလုယာဒါကြောင့်မလို့ဒီနေ့ကျမတို့ယုံကြည်သူတွေဒီနေ့ကျမတို့ညီကိုမောင်နှမတွေငွေကတသက်ဧဝံဂေလိကတသက်စီးပွားရေးကတသက်မဟုတ်တော့ဘူးဒီအရာတွေအားလုံးပူပေါင်းပြီးတော့ဖခင်ရဲ့နိုင်ငံတော်ကျေပြန့်ဖို့ရန်အတွက်ဒီနေ့တင်နဲ့ကျွန်ုပ်ဟာစီးစိမ်ရှိဖို့ရန်အတွက်ဖခင်ကဒီနေ့ထိုဂျေဇုတော်ကိုပေးထားပြီးသားပဲဖြစ်ပါတယ်အဲ့ဒီဂျေဇုတော်ဟာတင့်အတွက်ကျွန်ုပ်ဖြစ်တယ်ကျွန်ုပ်အတွက်ဖြစ်တယ်ဆိုပြီးတော့အဲ့ဒီစီးစိမ်ရတတ်သောအစွမ်းတတ္တိကိုဖခင်ကလူတိုင်းကိုပေးထားပြီးသားပဲဖြစ်ပါတယ်အာမင်စီးစိမ်ရတတ်သောစီးပွားရေးတမလို့မပြောဘူးစီးစိမ်ရတတ်သောအစွမ်းတတ္တိဒီနေ့တင့်ကိုဖခင်ကတရားဟောတတ်တဲ့အစွမ်းတတ္တိပေးထားတယ်ဆိုအဲ့ဒီမှာဘာပါလဲစီးစိမ်ရတတ်သောအစွမ်းတတ္တိပါတာဖြစ်တယ်ဟာလေလုယာဒီနေ့တချို့သောသူတွေကိုစီးပွားရေးလုပ်တယ်တချို့သောသူတွေကိုပညာရေးသင်ကြားတယ်အဲ့ဒီအစွမ်းတတ္တိမှာဘာပါပြီးလဲစီးစိမ်ရတတ်သောအစွမ်းတတ္တိအဲ့ဒီစီးစိမ်တွေကဒီနေ့ကျမတို့ဘာလုပ်ဖို့ရန်အတွက်လဲဖခင်ရဲ့နိုင်ငံတော်ဖြစ်တဲ့ဖခင်ရဲ့ဗိမာန်တော်ဖြစ်တဲ့ဒီနေ့လူသားတိုင်းရဲ့အသက်တာအသီးသီးမှာတန်ရှင်တော်ဝိညာဉ်တော်ဖြစ်တဲ့ဒီနေ့ထိုယေရှုတရား
ရာဆိုးဆန်ဖို့ရန်အတွက်ဟာလေလုယာဒီနေ့ကျွန်တော်ရဲ့ငွေကြေးတွေဟာလူမျိုးတကာတိုင်းနိုင်ငံအတွက်ကောင်းကြီးမင်္ဂလာဖြစ်လောက်တဲ့ငွေကြေးပမာဏအထိဖခင်ကတင်းနဲ့ကျွန်တော်ကိုကောင်းကြီးပေးခြင်းတယ်တခါလေဖခင်ကကောင်းကြီးမပေးတာမဟုတ်ဘူးနော်ကျမတို့ရဲ့နှလုံးသားတွေကကန့်တက်ထားတာငါတို့မိသားစုတွေလိုအပ်တာတစ်လကို350ဆိုရင်ရပြီအရန်ကိုပိုရှန်နေပြီငါတို့မိသားစုအတွက်မဟုတ်ဘူးကျမတို့ကကန့်တက်ထားတာလေဒီနေ့ကျမတို့ကအဲ့ဒီကန့်တက်တဲ့ boundaries ကနေပြီးတော့ဝိညာဉ်တော်ဥဆောင်ရအောင်ဒီနေ့ကျမတို့သွားမဲ့တူတွေဖြစ်တယ်ဝိညာဉ်တော်ကယခုချိန်မှာတင့်ကိုတီးလို့ပေးပါလို့ပြောတဲ့အခါမှာအရန်တော့ပေးခြင်းတယ်ပေးနိုင်တဲ့ခွန်အားမရှိဘူးလို့ပြောเสียမလို့ရလောက်အောင်ဒီနေ့ဖခင်ရဲ့ကောင်းကြီးမင်္ဂလာခရစ်တော်အားဖြင့်ဒီနေ့တင်တဲ့ကျွန်တော်ကထိုစည်းစိမ်ကိုရထားတော်သူတွေဖြစ်တယ်ကိုယ့်ရဲ့အခြေအနေရဆိုတော့ပေးနိုင်တယ်300ဘာကြောင့်လဲစီးပွားရေးလုပ်တယ်တစ်လကို300 300ဝင်တယ်ပေးနိုင်တယ်အဲ့ဒါကအကန့်အသတ်အရန်ကိုသေးလွန်းတယ်ဒီနေ့ကျမတို့တွေအမြဲတမ်းဆက်ကပ်ကြတယ်လေကိုတော့ကျွန်ုပ်ကိုအသုံးပြုပါကျွန်ုပ်အသက်တာကိုတော့သုံးချင်တယ်လို့သုံးပါလို့ပြောတဲ့ကဲတော့ပဲကိုတော့ကောင်းကြီးပေးမဲ့ငွေချေးတွေကိုလည်းကိုတော့သုံးချင်တယ်လို့သုံးလို့ရအောင်ကျွန်ုပ်ကိုတော့ကောင်းကြီးပေးပါလို့ဘာကြောင့်ဒီနေ့ကျမတို့မတောင်းရဲမှလဲဒီနေ့ကျမတို့တောင်းတဲ့ကောင်းကြီးတွေကကျမတို့တကိုယ်ရည်တကာရအတွက်ပဲမဟုတ်ဘူးကျမတို့မိသားစုအတွက်ပဲမဟုတ်ဘူးကျမတို့အသင်းတော်အတွက်ပဲမဟုတ်ဘူးလူမျိုးတကာတိုင်းနိုင်ငံကိုကောင်းကြီးမင်္ဂလာဖြစ်စေမဲ့ငွေချေးတွေကိုခရစ်တော်အားဖြင့်ဒီနေ့တင်တဲ့ကျွန်တော်ဟာရရှိထားတော်သူပိုင်ဆိုင်ထားတော်သူခံစားရရှိမဲ့သူတွေဖြစ်တယ်အာမင်ဒါကြောင့်ဖခင်ပေးလိုက်တဲ့ကောင်းကြီးမင်္ဂလာကဒီနေ့ကျမတို့နှစ်ကောအခန်းကြီး9အငယ်30မှာကျမတို့ကြည့်ရအောင်ဖခင်ရဲ့ကောင်းကြီးမင်္ဂလာကဟုတ်လားဟာပုတ်ကနေဆိုမှတိန်းကတောင်းကနန်းအဲ့လိုကြာလာတာမဟုတ်ဘူးသူပေးလိုက်တဲ့ကောင်းကြီးမင်္ဂလာထဲမှာဒီနေ့မျိုးစေ့ဆိုတာကပါပြီးသားပဲဖြစ်တယ်ကျမတို့တစ်ချက်ကြည့်ရအောင်နှစ်ကောအခန်းကြီး9အငယ်30မျိုးစေ့ကျေတော်သူအားမျိုးစေ့ကို၎င်းအစာအာဟာရကို၎င်းပေးတော်မူတော်သူသည်သင်တို့အားမျိုးစေ့ကိုပေး၍ပွားများစေတော်မူမည်ဟုတ်ပြီဒီလောက်ရရအောင်မျိုးစေ့ဖခင်ရဲ့ထောက်ပံ့ခြင်းက2မျိုးရှိတာဖြစ်တယ်ဘယ်နှမျိုးလဲ2မျိုးအဲ့ဒါကဘာနဲ့ဘာလဲလို့ပြောတဲ့အခါမှာမျိုးစေ့နဲ့အစာအာဟာရဖြစ်တယ်မျိုးစေ့ဆိုတာကဟုတ်လားကျမတို့တွေမျိုးစေ့ကိုကျမတို့စိုက်တယ်ဆိုရင်ဥမာပြောင်းဖူးเนาะကျမတို့ရောက်ခမတွေအရင်တုန်းကဆိုရင်ပြောင်းဖူးခင်းလုပ်တယ်လေပြောင်းဖူးဒီလိုကျွင်းတဲ့ချင်းတူးလိုက်တယ်ဆိုရင်အဆေးကဘယ်နှဆေးလောက်ပဲထည့်ရလဲ3-4စီပဲเนาะထည့်တယ်ဒါပေမဲ့ပြန်ပြီးတော့ပွားလာတဲ့အခါမှာ3-4စီပဲလားမဟုတ်ဘူးအဲ့ဒီတဖူးမှတင်เนาะအပြင်တပြင်းမှတင်4-5ဖူးပဲပေါက်တယ်ဆိုပါစို့တဖူးမှတင်အစေပေါင်းကမြောက်များစွာဒါကြောင့်ဒီနေ့ဖခင်ရဲ့ထောက်ပံ့ခြင်းဆိုတာကလေကျမတို့ကိုတသိန်းပေးလိုက်ရင်လေအဲ့ဒီတသိန်းမှာဖခင်ရဲ့ထောက်ပံ့ခြင်းဘယ်နှမျိုးပါလဲ2မျိုးအဲ့ဒီ2မျိုးကဘာနဲ့ပါလဲမျိုးစေ့နဲ့အစာအာဟာရဖြစ်တယ်မျိုးစေ့ဆိုတာကဒီနေ့ကျမတို့စိုက်ဖို့လိုအပ်တာဖြစ်တယ်အစာအာဟာရဆိုတာကနေ့တူကကျမတို့သုံးဆွဲဖို့ရန်အတွက်ဖြစ်တယ်ဖခင်ကကျမတို့ကို300ပေးလိုက်ပြီ Oh hallelujah praise the Lord ဆိုမှအဲ့ဒီ300လုံးမှာ10သိန်းကိုပဲဒီနေ့ဟုတ်လားကျမတို့တွေက10ဖို့တဖို့ထည့်ပြီးတော့90လုံးကိုကျမတို့စားသုံးဖို့ရန်အတွက်အစာအာဟာရအနေနဲ့အဲ့ဒီလိုသုံးဖို့ရန်အတွက်မဟုတ်ဘူးဒီနေ့ဖခင်ကောင်းကြီးပေးတဲ့အရာကအဲ့ဒီအစာအာဟာရနဲ့မျိုးစေ့မှာဆိုဘယ်နေရာမှာလဲတင်တို့အားမျိုးစေ့ကိုပေး၍ပွားများစေတော်မူမည်ပွားများစေနိုင်တော့တကူတော်ကဘယ်မှာပဲရှိရလဲမျိုးစေ့ဒါကြောင့်ဖခင်တင်တဲ့ကျွန်ုပ်ကိုပေးလိုက်တဲ့ကောင်းကြီးမင်္ဂလာတိုင်းမှာတိုးပွားစေနိုင်တဲ့နိယာမကဘယ်မှာပဲရှိရလဲမျိုးစေ့မှာပဲကျမတို့တွေလက်ဘယ်နှဖက်ပါလဲအားလုံးထောင်ကြည့်အောင်လက်နှစ်ဖက်နော်ဒါကြောင့်ဒီနေ့ဖခင်ကလေသူဖန်ဆင်းတဲ့အခါမှာလေဘယ်တော့မှမလွဲဘူးဖြစ်တယ်တစ်ဖက်ကအစာအာဟာရတစ်ဖက်ကမျိုးစေ့လုပ်ကြည့်အောင်တစ်ဖက်ကအစာအာဟာရတစ်ဖက်ကမျိုးစေ့အာမင်ကျမတို့တွေကကလေးတွေကိုနော်သမင်းစားတဲ့ခါစားကလေးတွေကဘယ်လိုစားကြလဲလက်နှစ်ဖက်နဲ့လေအဲ့လိုမစားနဲ့အရန်ရုပ်ဆိုးတယ်ဒီနေ့ကျမတို့ဟာငွေကြေးတွေကိုလည်းထိုကဲတော့လက်နှစ်ဖက်နဲ့စားတော့သူတွေမဟုတ်ဘူးအာမင်တစ်ဖက်ကအစာအာဟာရအနေနဲ့သုံးပြီးတော့တစ်ဖက်ကမျိုးစေ့အနေနဲ့အဲ့ဒီမျိုးစေ့မှာပဲဘာလုံနိုင်တဲ့စွမ်းအားရှိတာလဲမျိုးပွားနိုင်တဲ့စွမ်းအားတိုးပွားနိုင်တဲ့စွမ်းအားအောင်မြင်နိုင်တဲ့စွမ်းအားကောင်းကြီးမင်္ဂလာတွေကအဲ့ဒီမှာပဲရှိတာကျမတို့စားလိုက်ရင်ခဏတော့နေ့လယ်မှာလဲစားပြီးပြီနော်အစာအိမ်အရန်ချက်ကောင်းတဲ့သူကနာယီဝက်အတွင်းမှာဆိုရင်ပြီးသွားပြီနောက်ပေးသွားလိုက်ရင်ဒါပေမဲ့အဲ့ဒီမျိုးစေ့ကတော့မဟုတ်ဘူးမျိုးစေ့လို့ပြောတဲ့အခါမှာကျမတို့ဝိညာဉ်ရေးရမှာကျဲမလား
ကိုယ့်ရဲ့အတွက်ကိုစုဆောင်းထားမလားဒီအရာနဲ့ပတ်သက်ပြီးတော့ဗောနော်ဆရာဂျီမီဒီမနဲ့လည်းပြောပြီးသွားပါပြီဒီဖခင်ကျေးဇူးတော်အဖြစ်ကျမတို့တွေအခုဖခင်ကိုပေးလူလိုက်တဲ့အိမ်ကိုရဖို့ရန်အတွက်ဝယ်တဲ့အခါမှာတဝက်လို့တာပြောပြီးမှကျမတို့သိန်းထောင်ချီပေးခဲ့ရပါတယ်အဲ့ဒီသိန်းထောင်ချီကိုဟာကြောင်ကလောင်ချက်ချင်းဆိုမှကျမတို့ပေးနိုင်ခဲ့တာမဟုတ်ဘူးဒါပေမဲ့ကျမတို့နှစ်ယောက်ကကျမတို့နှစ်ယောက်ရတဲ့မျိုးစေ့တိုင်းကျမတို့နှစ်ယောက်ရတဲ့ကောင်းကြီးမင်္ဂလာတိုင်းမှာကျမတို့က10ဘို့တဘို့ကိုပေးတယ်ပြီးတော့နောက်ထပ်20ရာခိုင်နှုန်းကိုကျမတို့အမြဲတမ်းစုတယ်အဲ့ဒီ20ရာခိုင်နှုန်းကဝိညာဉ်ရေးရာအတွက်ဖြစ်တယ်အငယ်ဆုံးတော့သူတွေအတွက်ဖြစ်မယ်အမှုတော်ဆောင်အတွက်ဖြစ်မယ်ဒါကြောင့်မလို့ဟုတ်လားအဲ့ဒီမျိုးစေ့ကနေပြီးတော့ဒီတစ်ခေါက်တော့အရန်ပေးလိုက်ခြင်းနဲ့မပေးနိုင်ဘူးဆိုတဲ့အရာတွေမရှိရလောက်ဘုရားသခင်ကစိတ်ဝိညာဉ်မှာပေးဖို့ရန်အတွက်နိုးစော်တဲ့အခါမှာနိုးစော်ဒီအတိုင်းပေးနိုင်တော့ခွန်ဘယ်ကနေရတာလဲဒီမျိုးစေ့ကနေတိန်း100ရတဲ့အချိန်မှာ10သိန်းက10ဘို့တဘို့ပြီးသွားပြီတိန်း20ကကြတော့ဝိညာဉ်ရေးရာနဲ့သက်ဆိုင်တဲ့နေရာမှာပေးဖို့ရန်အတွက်ကျမတို့နှစ်ယောက်ကစုတာဖြစ်တယ်ပြီးတော့နောက်ထပ်20ရာခိုင်နှုန်းကယင်းနှီးမြုပ်နှံဖို့ရန်အတွက်ကျမတို့မိသားစုစုတယ်အဲ့လိုပြောလို့စီးပွားရေးတွေတကူးတကသွားပြီးတော့လှုပ်ရှားမလို့ဘူးအခုလိုမျိုးအိမ်ချမ်းမြေတွေဖျားနှိုးစော်လို့ဖြစ်လာတဲ့အခါမှာဟာချောင်းကလောင်းဆိုမှဒီသိန်း3-4ထောင်ကြီးကိုကျမတို့ဘယ်လိုလုပ်ပေးနိုင်မှာလဲတို့တော်ညာလဲဖျားပေးလိုက်တဲ့ကောင်းကြီးမင်္ဂလာတိုင်းမှာအစာအာဟာရနဲ့မျိုးစေ့ပါတော့ကြောင့်အဲ့ဒီမျိုးစေ့ကိုပဲမျိုးပွားပေးနိုင်တာအဲ့ဒီမျိုးစေ့ကနေရတဲ့အရာတွေကိုကျမတို့စုထားတယ်အမောင့်တစ်ခုရလာရင်ကျမတို့မြေကွက်တစ်ခုခုဝဲတယ်အရင်တော့ကဆိုရင်ကျမတို့ဒီရွာတစ်ချာရာပါတီးမှာနော်လွန်ခဲ့တဲ့ကျမတို့ရဲ့ပထမဦးဆုံးအဲ့ဒီ20ရာခိုင်နှုန်းဖောက်တဲ့အခါမှာသိန်းကအဲ့ဒီတုန်းက56သိန်းပဲရတယ်ဒါပေမဲ့အဲ့ဒီ56သိန်းခြံကိုကျမတို့ဝယ်ခဲ့တယ်ဒါပေမဲ့10နှစ်လောက်ကျမတို့တွေအဲ့ဒီမှာဒီတိုင်းပဲခြံမှာဘယ်သူမှလည်းမနေဘူးဒါပေမဲ့လွန်ခဲ့တဲ့3-4နှစ်မှာတော့ဘာပဲဖြစ်ဖြစ်เนาะကျမတို့ဒီမှာလဲကားတွေစီးရတော့မဲ့အချိန်เนาะလိုင်စင်ဘိန်းတွေစီးရတော့မဲ့အချိန်အရန်နဲ့ဟောဖြစ်တဲ့အချိန်မှာဟာချောင်းကလောင်းဆိုမှဟုတ်လားအဲ့ဒီလိုင်စင်ကားသိန်း900-800ကိုဝယ်လိုက်တာမဟုတ်ဘူးအဲ့ဒီမျိုးစေ့ကိုစုထားတဲ့အခါမှာဖခင်ကမျိုးပွားပေးတဲ့အခါမှာအဲ့ဒီခြံကိုရောင်းတဲ့အခါမှာသိန်း900လားမသိရတဲ့အခါမှာလိုင်စင်ကားပြောချင်တဲ့အရာကဒီနေ့ဖျားပေးလိုက်တဲ့ကောင်းကြီးမင်္ဂလာတိုင်းမှာဘာပါပြီးသားလဲမျိုးစေ့အဲ့ဒီမျိုးစေ့မှာဘာပါပြီးတော့လဲမျိုးပွားနိုင်တော့ဒီနေ့စွမ်းအားတိုးပွားနိုင်တော့စွမ်းအားအခုဖျားကျေးဇူးတော်အားဖြင့်လွန်ခဲ့တဲ့3-4နှစ်မှာအခုဖျားနိုးစော်လို့ဖျားကိုပေးလိုက်တဲ့ဒီအိမ်ကိုကျမတို့တွေသိန်း1000ကျော်နဲ့ဟုတ်လားကျမတို့တွေသူတို့တွေကတော့နော်အခါတော့တန်ရတန်ကြီးရဲ့တဝက်ဆိုတော့ကျမတို့1000ကျော်ပေးခဲ့ရတယ်အဲ့ဒီပေးခဲ့1900ပေးခဲ့ရတယ်ဒါပေမဲ့အခုချိန်မှာကာလပေါက်ဈေးကသိန်း6000-9000ဖြစ်နေပြီလို့ပြောတာဖြစ်ပါတယ်အဲ့ဒါကဘယ်ကနေလာတာလဲမျိုးစေ့အာမင်ဒါကြောင့်ဖခင်ကျမတို့တွေကလေဒီလိုစိတ်ကြီးတွေအရန်တခါလေးကြမ်းရှိတတ်တယ်နော်ဖခင်လာငါ့ကိုသိန်း1000ပေးကြည့်လိုက်စမ်းကွာသိန်း1000ပေးလို့ကတော့လေသိန်း900တခါတည်းနဲ့ဆူလိုက်မယ်ဖခင်เจ้าမှလည်းတခါတည်းနဲ့ထဲလိုက်မယ်အိုးဟုတ်လားဆရာတွေဆရာမတွေစုတောင်းကူပါကျွန်တော်ဒီကြောက်ရလို့ကတော့လေတခါတည်းနဲ့ပေးလိုက်မယ်ရောင်းလို့ရပြီးမှပေးမယ်ဆိုတဲ့အတွေးခေါ်တွေရှိတယ်ရမှပေးမယ်မဟုတ်ဘူးဒီနေ့ကျမတို့ဟာခရစ်တော်အားဖြင့်ဖျားပြီးတော့ကောင်းကြီးမင်္ဂလာတိုင်းမှာဘာပါထားပြီးသားလဲမျိုးစေ့အဲ့ဒီမျိုးစေ့မှာဘာလဲတိုးပွားနိုင်တော့စွမ်းအားဟာလေလုယာဟာလေလုယာဟာလေလုယာဒါကြောင့်မလို့ဒီနေ့ကျမတို့ယုံကြည်သူတွေကျမတို့ညီကောင်မောင်မတွေဒီနေ့ကျမတို့ကအမှုတော်ဆောင်ဖြစ်လို့ဆိုတဲ့အကြောင်းပြချက်တွေနဲ့မလာပါနဲ့နှုတ်ကပတ်တော်မှာဒီလိုပဲပြောတာတရားဟောရာကျမ်းအခန်းကြီး8အငယ်18မှာစီးစိမ်ရတတ်သောအစွမ်းတတိလို့ပြောထားတာဖြစ်တယ်စီးစိမ်ရတတ်သောစီးပွားရေးသမားလို့မပြောဘူးစီးစိမ်ရတတ်သောဒီနေ့ကြောက်သမားလို့လည်းမပြောဘူးစီးစိမ်ရတတ်သောပညာရေးသမားလို့လည်းမပြောဘူးစီးစိမ်ရတတ်သောအစွမ်းတတိဖခင်တင်ကိုဘာအစွမ်းတတိပေးထားလဲအဲ့ဒီအစွမ်းတတိမှာတင်လိုချင်သောအိမ်တွေပါတယ်တင်မိသားစုအပြည့်ကောင်းကြီးမင်္ဂလာဖြစ်စေမဲ့ချမ်းမြေတွေပါတယ်တင်မိသားစုအပြည့်ဖခင်သခင်ရဲ့နိုင်ငံတော်တွေတည်ဆောက်ဖို့ရန်အတွက်ငွေကြေးတွေပါတာဖြစ်တယ်ဘယ်မှာလဲအဲ့ဒီအစွမ်းတတိမှာဒါကြောင့်တယောက်နဲ့တယောက်ဖခင်သခင်ကိုပြီးတော့အစွမ်းတတိတွေမတူဘူးဟာဆရာအငယ်လေးကိုကျမတို့တွေအားချနေဖို့ရန်တော့မဟုတ်ဘူးဆရာအငယ်လေးမှာမရှိတဲ့အစွမ်းတတိကျမတို့မှာရှိတယ်အာမင်အေးလေသူတို့ကတော့မိုက်ကင်နေဆိုတော့မဟုတ်ဘူးနော်စီးစိမ်ရတတ်တော့သူကမိုက်ကင်တော့သူလို့လည်းမပြောဘူးစီးစိမ်ရတတ်တော့အစွမ်းတတိတင်းမှာဘာအစွမ်းတတိရှိလဲဒီနေ့ကျမတို့ပင်မအတင်းတော်မှာရန်ကုန်တင်းတော်မှာသူတို့မိသားစုတွေက
ကျမမမားဘူးဆိုရင်တော်တော်လေးခက်ခဲပြီးတော့အစင်မပြေဖြစ်ရုံနေတာမကဘဲနဲ့သူများရဲ့အိမ်မှာပေါ့နော်ဒီအိမ်တော်မငားနိုင်တဲ့အခါကျတော့တရဝံဒီလိုအိမ်ဆောက်အနေနဲ့နေခဲ့ရတယ်တဲ့ဒါပေမဲ့သူ့ရဲ့အမေကဘာလုပ်တတ်တယ်လဲလို့ပြောတဲ့အခါမှာသမင်းဟင်းချက်တတ်တယ်သူ့မှာသားသမီးတွေရှိတယ်နော်အပြိုအရွယ်လူပြိုအရွယ်တွေဖြစ်တယ်ဒါပေမဲ့အဲ့ဒီတရဝံသူများရဲ့အိမ်ဆောက်နေပြီမဲ့အဲ့ဒီအိမ်ဆောက်ရဲ့အဲ့ဒီခြံရှိလေးမှာသူချက်တတ်တဲ့သူ့မှာဟင်းခွက်တွေဘာတွေလဲအများကြီးမရှိဘူးတဲ့စတီးခွက်တွေဆိုရင်လည်းသူတို့စားတဲ့နော်မိသားစုတွေကတယောက်တစ်ခွက်ဆိုပြီးတော့လည်းမစားနိုင်ဘူးတဲ့ဒီလိုဟင်းရည်ဆိုရင်လည်းတပကံနော်ဟင်းဆိုရင်လည်းတပကံအဲ့လိုခွက်လေးစတီးခွက်နှစ်ခွက်သုံးခွက်လေးမှာပဲသူချက်တဲ့အရာလေးတွေရောင်းဒါပေမဲ့ तू ကဘာလုပ်လဲလို့ပြောဖခင်ကဉာဏ်ပညာပေးတယ်နော်အော်ဒါတွေတော့ तू လက်ခံတယ်ဘာကြောင့်လဲသူ့ရဲ့ဆိုင်မှာအခင်းအကျင်းတွေကို तू မလုပ်ပေးနိုင်ဘူးနော်ချကျွေးဖို့ရန်တပကံတွေသူ့မှာအရင်နည်းတွေမရှိဘူးဒါပေမဲ့ तू မှာဘာအစွမ်းတက်တိရှိလဲအချက်ပြုတ်တတ်တဲ့အစွမ်းတက်တိရှိတဲ့အခါမှာအော်ဒါတွေကတပြေးပြေးနဲ့အရန်ကိုများလာပြီးတော့ဒီနေ့သူ့ရဲ့သားသမီးတွေကိုဝိညာဉ်ရေးရမှာပဲမဟုတ်ဘူးမြင်ရတဲ့အရာရောမမြင်ရတဲ့ဘက်မှာရောဒီနေ့ကောင်းကြီးဖြစ်ပြီးတော့အခုသူ့သားသမီးတွေဆိုရင်နော်မလေးရှားမှာတကယ်ကိုဖခင်ကောင်းကြီးပေးတဲ့သူတွေဖြစ်နေတယ်ပြီးတဲ့အခါမှာခန့်တော့သူဟာအဲ့ဒီချက်ပြုတ်ပဲရောက်တတ်ပြီမဲ့လေအခုရန်ကုန်မြို့ထဲမှာသုံးထက်အိမ်ကိုတိဆောက်ရတော့အခွင့်ဖခင်ရှင်ကပေးတာဖြစ်ပါတယ်အာမင်သူကတရက်တော့ငါတို့မိသားစုတွေဒီလောက်ခက်ခဲတာသူများရဲ့နိုင်ငံမှာတွားပြီးတော့အိမ်ဖော်လုပ်မယ်မိခင်ကြီးကအဲ့လိုဆုံးဖြတ်တယ်သူများရှိမှာတွားပြီးတော့တိုင်းနိုင်ငံမှာတွား4-5သိန်းပဲရမယ်ဒါပေမဲ့သူက passport တွေလည်းကိုင်းပြီးတော့ဆရာရှိမှလာတယ်ဆရာမောင်တောင်ရှိမှလာပြီးတော့ဆရာကျမမနေ့ပြန်သွားတော့မယ်မင်းရဲ့သားသမီးတွေကဘယ်လိုလုပ်မလဲမင်းရဲ့ယောက်ျားကမသိဘူးကျမ4-5သိန်းရတဲ့ညမှာသွားတော့မယ်ဆိုတော့ဆရာကဘာပြောလိုက်လဲမင်းကချက်ပြုတ်တတ်တယ်မဟုတ်ဘူးလားဒီမှာချက်ပြုတ်ပြီးရောင်းရင်ကောဆိုပြီးတော့ပြောလိုက်တဲ့အခါမှာတကယ်တမ်းလာတာကတော့နိုင်ငံခြားသွားဖို့ရန်အတွက်သွားရင်တောင်မှတစ်လကို4-5သိန်းမိသားစုနဲ့လည်းခွဲနေရအောင်မယ်ဒါပေမဲ့ဖခင်ကသူ့ကိုပေးထားတော့အစွမ်းတက်တိကိုဒီနေ့ဆရာရှိမှလာဆူတောင်းခံခြင်းအပြင်ဆရာကပြောလိုက်တဲ့အခါမှာအဲ့ဒီအရာကိုစလုပ်လိုက်တဲ့အခါမှာအခုလူတွေမြောက်များစွာကိုကျွေးမွေးနိုင်ရင်တာမကဘဲနဲ့ဆိုင်လဲအကြီးကြီးဖွင့်နိုင်ရင်တာမကဘဲနဲ့အော်ဒါတွေဆိုရင်ဟုတ်လားနော်တရက်ဆိုရင်အများကြီးဖြစ်နေတာမကနဲ့အခုဆိုရင်တိုင်းအိမ်သုံးထက်အဲ့ဒါဘယ်ကနေဖြစ်တာလဲစီးစိမ်ရတတ်တော့အစွမ်းတတ်တိဖြစ်တဲ့ထမင်းချက်တတ်ခြင်းကနေအာမင်ဒါကြောင့်ဒီနေ့ကျမတို့ကအမှုငယ်ပြုရာကာလကိုမထီမဲ့မပြုနဲ့ဒီကာလဟာကြွယ်ဝတော့ကာလလုံလေရာတိုင်းမှာအောင်မြင်မဲ့ကာလတိုးပွားမဲ့ကာလဒီလေထုထဲမှာတင်တဲ့ကျွန်တော်ဟာရှိနေပြီဖြစ်တော့ကြောင့်ဖခင်တခင်ကတင့်ကိုအခုချိန်မှာဘယ်ခြေလမ်းကိုလမ်းခိုင်းတယ်လဲဝိညာဉ်တော်ကတင့်ကိုဘာလုပ်ဖို့ရန်အတွက်နိုးစော်နေလဲစပြီးတော့ဒီနေ့တင်ဟာလှုပ်လိုက်ပါတခေါက်မှမလှုပ်ဘူးတဲ့အရာတွေဖြစ်ကောင်းဖြစ်လိမ့်မယ်တခေါက်မှခြေလမ်းမလမ်းဘူးတဲ့အရာတွေဖြစ်ကောင်းဖြစ်လိမ့်မယ်ဒါပေမဲ့ကိစ္စမရှိဘူးဘာကြောင့်မလို့လဲဒီနေ့တင်ဟာဘယ်လေထုထဲမှာရှိနေလဲလို့ပြောတဲ့အခါမှာပြုလေသမျှမှာအောင်မြင်တဲ့လေထုထဲမှာရှိနေတော့ကြောင့်ဟာလေလုယာဒီနေ့သင်ပြုလေတဲ့အရာတွေမှာဖခင်ကဒီနေ့သင်ကိုကောင်းချီးပေးဖို့ရန်အတွက်အစင်သင်ရှိနေတာဖြစ်တယ်တကားတွေကသင်အတွက်အစင်သင်ဖွင့်ထားနေပြီဖြစ်တယ်သင်ဟာအဲ့ဒီဖွင့်ထားပြီးတော့ဝိညာဉ်ရေးရလေထုတကားထဲမှာသင်ဟာဝင်သွားဖို့ရန်အတွက်ပဲဖြစ်ပါတယ်အာမင်ဟာလေလုယာဖခင်သခင်ကနော်ဒီဇန်နဝါရီလမှာအသင်းတော်ကိုဇာပုလုံနဲ့ဣတခါကောင်းကြီးလို့ပြောတဲ့အခါမှာဒီနေ့ကျမတို့ဇနီးမောင်နှံတခေါက်မှခြေလန်းလန်းဘူးတဲ့အရာမဟုတ်ဘူးမိသားစုမှာလည်းကော်ဖီနဲ့ပတ်သက်တယ်ဆိုလို့ကော်ဖီကြိုက်တယ်ဆိုလို့သူတယောက်ပဲရှိတာနော်တောက်တက်တယ်ဆိုတာလည်းသူတယောက်ပဲရှိတာတို့တော်ညာလည်းဖခင်ကကျမတို့မလန်းဘူးတဲ့နဲ့ပဲတစ်တွေကိုခြေလန်းလန်းရတဲ့အခွင့်ဒီမနေ့ပြောသလိုပဲဒီနေ့ခင်မီတော့သူတိုင်းဝိညာဉ်ရေးရမှာခင်မီတော့သူတိုင်းဟာဇာဘူးလုံကော်ဖီကိုနေ့တိုင်းဒီနေ့တောက်သုံးတော့သူတွေဖြစ်တယ်။ဒါနဲ့ကျမကပထမဦးဆုံးဆယ်ဖို့တဖို့ထဲတဲ့အခါမှာစားတော့ကတော့ဒီတိုင်းပဲဆယ်ဖို့တဖို့ထဲဖို့ရန်အတွက်ဖြစ်ပါတယ်။ဒါပေမဲ့စုတောင်းခံချက်ရေးတဲ့အခါမှာကျမရဲ့စိတ်ဝိညာဉ်မှာဘာမှမစင်စားထားဘူးနော်။ဒါပေမဲ့ဘာရေးချင်လဲအဲ့လိုနာမည်ပေါ့နော်ဇာဘူးလုံကော်ဖီဆိုင်ဆိုမှပဲရေးတဲ့အချိန်မှာစုတောင်းခံချက်မှာကျမဘာရေးဖို့ရန်အတွက်ဝိညာဉ်တော်ကနိုးစော်လဲလို့အလိုရေးဖို့ရန်အတွက်ဖြစ်လာတယ်။ easyဇာဘူးလုံဆိုင်ခွဲမြောက်များစွာအပြင်တာသနာတွေမြောက်များစွာပြုတ်နိုင်ဖို့ရန်အတွက်ဆိုပြီးတော့เนาะဒါကြောင့်ကျမတို့ရဲ့အပတ်တိုင်းရဲ့ဇာဘူးလုံကော်ဖီဆိုင်ရဲ့ဆယ်ဖို့တဖို့ရဲ့စုတောင်းခံချက်ကထိုအရာပဲတကယ်တမ်းဆိုရင်ကော်ဖီဆိုင်နဲ့တာသနာပြုတာနဲ့ဘာဆိုင်လို့လဲလို့ပြောလို့ရပေမဲ့ဒီနေ့ကျမတို့လုပ်တဲ့အရာတွေအားလုံးဟာခဏတော့ပြောသလိုရာခင်ကတတ်ဘောဇာကတတ်မဟုတ်ဘူးဒီနှစ်တိုင်စလုံးဟာဒီနေ့ပင်မတိုင်ကြီးဖြစ်တယ်ဟာလေလုယာဟာလေလုယာဒါကြောင့်ဒီနေ့ဆရာနဲ့ကျမနဲ့ဟုတ်လားတခါလေကြာရင်ကန်းနာတွေသွားတယ်နော်ဘယ်နေရာမှာဖွင့်ရင်ကောင်းမလဲဘ
ဘယ်နေရာဆိုရင်ဂျက်ကကောင်းတယ်လေနော်ဖခင်ကဒီအမြင်နဲ့နေပယ်တွေအရင်တော့ကတော့သူများရဲ့ကော်ဖီဆိုင်မှာပဲတောက်ဖို့စဉ်းစားတယ်ဒါပေမဲ့အခုချိန်မှာတော့ဖခင်ကအစပြုတ်နိုင်တဲ့ကောင်းကြီးမင်္ဂလာတွေဟာလေလုယာနေပယ်တစ်ထဲမှာဘာကြောင့်မလို့လဲယခုချိန်မှာဖခင်ကပွင့်စေအေဖတာတကားတွေကိုဖွင့်ထားပေးပြီဖြစ်တယ်နေပယ်တစ်တွေကိုဒီနေ့ဖွင့်ထားပေးပြီဖြစ်တယ်အဲ့ဒီနေပယ်တွေကိုဒီနေ့ကျမတို့ကဘာနဲ့လဲယုံကြည်ခြင်းနဲ့ဝိညာဉ်တော်ရဲ့ဥဆောင်မှုအပြင်ဒီနေ့ကျမတို့ဟာဝင်ရောက်သွားဖို့ရန်အတွက်ပဲဖြစ်ပါတယ်အာမင်ဒါကြောင့်ဒီနေ့ကျမတို့ဒီမှာရှိတော်သူတွေဟာများစွာသောအစွမ်းတတ္တိတွေရှိတော်သူတွေဖြစ်တယ်။စုကျေးဇူးတွေအများကြီးရှိတော်သူတွေဖြစ်တယ်။ဒီနေ့သင်တို့ဟာလုံနိုင်သောစွမ်းရည်တွေဖခင်ကထည့်ထားပေးပြီးသားပဲဖြစ်တယ်။ဒီနေ့သင်တို့ဟာတိုးပွားစေနိုင်သောကောင်းချီးမင်္ဂလာရှိတော်သူတွေဖြစ်တယ်။လုံလေရာတိုင်းမှာအောင်မြင်မဲ့သူတွေဖြစ်တယ်။ဟာလေလုယာဘာကြောင့်မလို့လဲခရစ်တော်အားဖြင့်ဖြစ်တယ်။ဒါကြောင့်ဒီနေ့သင်တို့အားဖြင့်သင်ထားလို့လင်းလို့သင်ဤဘုန်းတော်ဒီဖခင်၏ဘုန်းတော်ဟာသင်အပေါ်မှာထင်ရှားနေပြီဖြစ်တော့ကြောင့်သင်လှုပ်လေရာတိုင်းမှာဒီနေ့ကောင်းကြီးမင်္ဂလာတွေကဒီနေ့တင့်ကိုကြိုးဆိုနေတာဖြစ်တယ်ဟုတ်တယ်မလှုပ်ဘူးဟုတ်တယ်မလန်းဘူးကိစ္စမရှိဘူးကိုယ့်ရဲ့အစွမ်းအစနဲ့လမ်းမှာမဟုတ်ဘူးဝိညာဉ်တော်ရဲ့လမ်းပြခြင်းအပြင်ဒီနေ့ကျမတို့ဟာလမ်းမဲ့တူတွေဖြစ်တယ်ဝိညာဉ်တော်ရဲ့ဒီနေ့လမ်းပြခြင်းအပြင်ဒီနေ့ကျမတို့ဟာသွားမဲ့တူတွေဖြစ်တယ်ဝိညာဉ်တော်ရဲ့လမ်းပြခြင်းအပြင်ဒီနေ့ကျမတို့ဟာပေးကမ်းမဲ့တူတွေဖြစ်တယ်အရင်တော့က300 1000လောက်2000လောက်3000လောက်ပေးရင်တောင်မှအရန်ကိုပေးပြီလို့ထင်တာအခုတော့1000ဆိုတာကလည်းကိုယ့်သက်ဘာမှမဟုတ်တော့ဘူးဒီပေးကမ်းခြင်းတွေအစပဲရှိနေတာဖြစ်တယ်ဟာလေလုယာတာ၍ပေးကမ်းနိုင်တဲ့ယုံကြည်ခြင်းတွေဘာကြောင့်လို့လဲကျမတို့ရဲ့ခွန်အားအဖြစ်မဟုတ်ဘူးယေရှုခရစ်တော်ရဲ့ဟာစီးစိမ်ရှိတော်လဲသူလက်ဝါးကတိုင်မှာဒီနေ့အဝိအချီစီရှိပြီးတော့ဆင်းရဲခံခြင်းဟာတင်နဲ့ကျွန်ုပ်စီးစိမ်ရှိဖို့ဆိုတဲ့အဲ့ဒီဂျေဇုတော်ကိုတိတော်တူတိုင်းဒါကြောင့်ဒီနေ့ကျမတို့ခဏတော့ယေစကြည်လကိုပြန်ပြီးတော့ဖတ်ရအောင်ယေစကြည်လမှာဗာပြောထားလဲတင်တို့ရဲ့တောင်ပတ်လဲမှာကောင်းကြီးမင်္ဂလာကိုငါချထားမယ်ယာဒီအလိုက်မိုးရွာသွန်းစေမယ်ကောင်းကြီးမိုးကိုရွာသွန်းစေမယ်ဟာလေလုယာဒီအချိန်မှာဘာယာဒီလိုအပ်နေလဲကြွယ်ဝခြင်းယာဒီလိုအပ်နေလားကြွယ်ဝခြင်းကောင်းကြီးမင်္ဂလာကိုရွာသွန်းပေးတဲ့အချိန်ဖြစ်တယ်ဘာကြောင့်မလို့လဲဖခင်တခင်ကအခုချိန်မှာကျမတို့ရဲ့တိုင်းနိုင်ငံဟာဒီနေ့တိုင်းနိုင်ငံအားဖြင့်လူမျိုးတကာကောင်းကြီးမင်္ဂလာဖြစ်စေရမယ်လို့ပြောတဲ့အခါမှာဖခင်ရဲ့ကောင်းမြတ်ခြင်းတွေကိုနှုတ်သက်သက်နဲ့ဝန်ခံတဲ့အချိန်လောက်ပဲမဟုတ်ဘူးကျမတို့ရဲ့တိုင်းနိုင်ငံဟာသာသနာပြုတော်တိုင်းနိုင်ငံဟာလေလုယာငွေကြေးအားဖြင့်သာသနာပြုမဲ့တိုင်းနိုင်ငံဖြစ်တယ်။တစ်ချိန်တစ်ခါတုန်းကတော့တပါးတော်သူတွေတပါးတော်တိုင်းနိုင်ငံကလူတွေကကျမတို့ရှိမှလာပြီးတော့သူတို့ရဲ့ငွေကြေးတွေအားဖြင့်သာသနာပြုတယ်။မျိုးစေ့တွေလာချသွားတယ်။အဲ့ဒီမျိုးစေ့တွေကယခုတင်တဲ့ကျွန်ုပ်တွေပဲလေ။ဒါပေမဲ့ယခုအချိန်မှာတော့ဒီနေ့ကျမတို့ကိုယ်တိုင်ခရစ်တော်ရဲ့ကြွယ်ဝခြင်းစည်းစိမ်အားဖြင့်ဟာလေလုယာပြန်ပြီးတော့တပါးတော်တိုင်းနိုင်ငံတွေကိုငွေကြေးအားဖြင့်ဒီနေ့သာသနာပြုနိုင်တော့ငွေကြေးအားဖြင့်ဒီနေ့မျိုးစေ့ကျဲနိုင်တော့ငွေကြေးအားဖြင့်ဒီနေ့ကျမတို့ထောက်ပံ့နိုင်တော့အချိန်ကာလရောက်နေပြီဖြစ်တယ်။ဒါကြောင့်ဒီနေ့တင်တဲ့ကျွန်တော်ဟာမိသားစုအတွက်10 သိန်း30 သိန်း100လောက်နဲ့ပဲဒီနေ့အဲ့ဒီလောက်တင်းရဲ့နှလုံးသားတွေမကျဉ်းမြောင်းပါနဲ့။ကိုယ့်ရဲ့ဘေးကသူကိုပြောရအောင်အဲ့ဒီလောက်တင်းရဲ့နှလုံးသားနော်ဘောင်မခတ်လိုက်နဲ့လို့ပြောရအောင်ဟာလေလုယာဟာလေလုယာဟိုရာဘာလာစံဂါလာဘာလာရှန်ဂါရာဘာဒါရေစေရှန်ဂါရာဘာဒါရီဘီဒီရေစေလာဘာလာစံဂါလာဘာလာရီဘီဒီရေစေဟိုရာဘာလာစံဂါလာဘာလာရီဘီဒီရေစေယာဒီအလိုက်ကောင်းကြီးမိုးကိုရွာသွန်းပေးတော့ဖခင်ဟာလေလုယာဟိုရာဘာလာစံဂါလာဘာလာရီဘီဒီရေစေရှန်ဂါရာဘာဒါရီဘီဒီရေစေလာမာလာစံဂါလာဘာလာရေစေရှန်ဂါရာဘာဒါရီဘီဒီရေစေလာဘာလာစံဂါလာဘာလာရီဘီဒီရေစေဟိုRabada ribidi rese labada sangala bala rese ယခုချိန်မှာကျမတို့ရဲ့အသက်တာမှာမဖြစ်နိုင်ဘူးဆိုတဲ့အရာတွေကိုဖယ်ရှားထားရအောင်ဝိညာဉ်တော်ရဲ့တကိုးတော်အပြည့်ဖြစ်နိုင်တယ်ဟာလေလုယာငါလုံနိုင်တယ်ပေးကမ်းနိုင်တယ်ဟာလေလုယာဟို Rabala ribidi rese ဘာလာဒီချိန်မှာကောင်းကြီးမိုးသင်ရဲ့မိသားစုပေါ်မှာရွာသွန်းပြီဖြစ်တယ်ကျွန်တော်တို့ခံယူရအောင်ကြိုဆိုရအောင်ကျွန်တော်တို့ရဲ့လုပ်ငန်းတွေဘုရားရှင်ကောင်းကြီးပေးဖို့ကြွလာပြီဖြစ်တယ်။တခါမှမစင်စားဘူးတဲ့စုကျေးဇူးတွေသင်အထဲမှာရှိနေပြီ။အကြံဉာဏ်သစ်တွေပေါ်လာလိမ့်မယ်။အိုးအကြံဉာဏ်ကောင်းတွေဘုရားရှင်ဖွင့်ပြလာလိမ့်မယ်။စီးစိမ်ရတတ်တဲ့အစွမ်းတတ္တိတွေဘုရားရှင်သင်ကိုကလစ်ဆိုပြီးတော့မှဖွင့်ပြလာလိမ့်မယ်။ဘုရားရှင်ဒီနေ့သင်ကိုယ်တိုင်တည်တည်လေးလို့ထင်ထားတဲ့နေရာနေမှများစွာသောသူတွေအတွက်ကောင်းကြီးဖြစ်တဲ့လုပ်ငန်းတွေကိုဖျားပေးလာလိမ့်မယ်
အလုတ်အသစ်တွေပြောပေါင်းအလုတ်အသစ်တွေလုပ်ငန်းကောင်းတွေလမ်းစကောင်းတွေမထင်ထားတဲ့နေရာကနေမထင်ထားတဲ့အချိန်မှာကျွန်ုပ်မိသားစုတွေကျွန်ုပ်အသင်းတော်တွေဖခင်ရဲ့တိုင်းနိုင်ငံတွေကျွန်ုပ်ကိုအသုံးပြုလာလိမ့်မယ်အာမင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 ်လက်ခုပ်တီးပေါင်းလက်ခုပ်တီးပေါင်းဒီကျမ်းပိုက်ကအရန်ကောင်းတယ်ဗျာနောက်တစ်ချိန်ဖတ်ရအောင်မှန်မှန်နဲ့ကောင်းကောင်းမွန်လေးသူတို့နဲ့တကွသူတို့ချက်စားရာငါတောင်ပတ်လေကိုကောင်းကြီးမင်္ဂလာချပေးမည်ယာတီအလိုက်မိုးရွာသွန်းစေမည်ကောင်းကြီးမိုးကိုသွန်းစေမည်အဆက်မပြတ်တီးနေတဲ့အပင်ဆရာငယ်လေးအဆက်မပြတ်တီးနေတဲ့အပင်ဟာယနေ့တင်ဖြစ်တယ်ကျွန်တော်ဖြစ်တယ်စနေရတီလုံးတီတော့အပင်ကိုယ်တော်အထက်မှာကျွန်တော်ရဲ့သက်ရှင်ခြင်းကဆိုပြလန်းဆန်းချောက်တီးခြင်းတွေကင်းနေကယေရှိတဲ့ရမဆိုင်တဲ့ပင်လုံးအပူရှင်ရောက်ချောင်းကိုမသိလေတော့အထက်ကစီတော်မြေရင်နာမှာကျွန်တော်ကိုဆိုင်ပြို့အသက်နဲ့ချိတ်ဆက်ထားမိုးခေါင်တော့ကာလာနိုင်လေအတီးရများစွာတီးနေစေဘူပြင်းလဲရွှေမညောနွမ်းဘူးရဲ့အနာမှာဆိုင်တဲ့ပင်လို့ရဲ့မောင်တော်ရဲ့မှာအပူဘီကင်းမေကဆိုပြေလန်းဆန်းစေဘူပြင်းလဲရွှေမညောလွန်ဘူးမြေနာမှာဆိုင်တဲ့ပင်လို့မြေမောင်တော်ရဲ့မှာအပူဘီကင်းမေကဆိုပြေလန်းဆန်းစေအသက်ရဲ့မြေကြီးတွေမှာအရွှေတွေညုံနွမ်းမသွားဘူးအသီးတွေဆမ်းမပြတ်တည်နေတယ်အရွှေတွေညုံတော့သွားဘူးအသီးတွေဆမ်းမပြတ်တည်နေတယ်အရွှေတွေညုံတော့မသွားဘူးအသီးတွေဆမ်းမပြတ်တည်နေတယ်အရွှေတွေညုံတော့မသွားဘူးအသီးတွေဆမ်းမပြတ်တည်နေတယ်အရွှေတွေညိုတော့မသွားဘူးအသီးတွေဆမ်းမပြတ်တည်နေတယ်ဘိုးပြင်းလဲရွှေမညိုနွမ်းဘူးမြေအနာမှာဆိုင်တဲ့ပင်လို့မြေမောင်တော်တွေမှာအပူပြေကင်းပေဆိုပြေလန်းဆန်းဘိုးပြင်းလဲရွှေမညောနွမ်းဘူးမြေအနာမှာဆိုင်တဲ့ပင်လို့မြေမောင်တော်ရဲ့အာမင်ဘူဘီကင်းဘေကအဲ့ဒါတင်ဖြစ်တယ်ဆိုပြလန်းကျွန်တော်ဖြစ်တယ်ဘူပြင်းလဲရွှေမညောနွမ်းဘူးမြေအနာမှာဆိုင်တဲ့ပင်လို့ဆိုပြေလန်းဆန်းစေအသက်ရဲ့မြေကြီးတွေမှာ Oh hallelujah hira ra pa 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 risata la ba she tekara ba ra ma she hallelujah hallelujah hey
ချင်းမြည်ရည်တွေတိုးပွားချင်းမြည်ရည်တွေဟိုပလင်တော်တွေကလည်းစီးထွက်တော်မြည်ရည်ဟိုတို့ပလင်တော်တွေကအသက်ဆိုင်ရဲ့တင်မိသားစုတင်သက်တာတွေကိုစီးဆင်းနေပြီဟို၆သိချင်းမရှိတဲ့မြည်ရည်အသက်ရှင်ခြင်းနဲ့ဖြည့်တဲ့မြည်ရည်ဟိုဟာရာပါပါရာပါရနာစတာတင်ရဲ့အရင်မြစ်ဟာတင်ရဲ့အရင်မြစ်ဟာယေရှုဖြစ်တယ်တင်ရဲ့ကြွယ်ဝခြင်းအရင်မြစ်ဟာယေရှုဖြစ်တယ်ဘယ်တော့မှမကုန်နိုင်တဲ့ပလင်နဲ့စီးဆင်းတဲ့ဖခင်ရဲ့အသက်ဆိုင်ရည်ဖြစ်တယ်ကျွန်တော်ရဲ့ကြွယ်ဝခြင်းအရင်မြစ်ဟာဟိုကျွန်တော်ရဲ့ငွေကြေးရဲ့အရင်မြစ်ဟာပလင်တော်နဲ့စီးဆင်းတဲ့ဖခင်ရဲ့အသက်ရည်ဖြစ်တယ် Yes ဟာလာမရှာတာဟာလာမရှာတာဟေးဆိုဆွဲနေပြီဆိုဆွဲနေပြီအိုးတော်ပြည့်ရဟာအရှိန်ဟုံးနဲ့လာနေပြီအရှိန်ဟုံးနဲ့လာနေပြီအိုးဟာလာမရှာတာရာပါရှိအိုးအရှိန်ဟုံးနဲ့တင်းကိုလွှမ်းမိုးနေပြီလိုင်းလုံးတွေဟိုကျွဲဝချင်းချမ်းသာချင်းချမ်းသာချင်းအောင်စားချင်းမျက်နှာသာရချင်းပြုလေအောင်မြင်ချင်းပလင်တော်နဲ့စီးတဲ့အသက်ဆန်းရည်ဟာတင်းရဲ့ကြွယ်ဝခြင်းရဲ့အရင်းမြစ်ဖြစ်တယ်တင်းရဲ့အောင်မြင်ခြင်းအရင်းမြစ်ဟာဘယ်တော့မှမကုန်နိုင်ဘူး။အိုးအဲ့ဒီပလင်တော်နဲ့စီးစင်းတဲ့မြစ်ရဟာတင်းရဲ့ဂျဟောဝါဂျီရဲထောက်ပံ့သောအရင်းမြစ်ဖြစ်တယ်။ဘယ်တော့မှမကုန်နိုင်ဘူးပိတ်ရမရှိသောဖခင်ရဲ့ဘန္တာတော်ဟာတင်းအတွက်ဖွင့်ထားလက်ရှိပြီဖြစ်တယ်။ထိုမြစ်ရထဲမှာဝိညာဉ်တော်ကျွန်တော်ကိုခေါ်ဆောင်နေပြီဖြစ်တယ်။ဒီနေ့ကစပြီးတော့မှတင်းရဲ့အတွေးခေါ်တွေပြောင်းပြီ။တင်းဟာဆင်းရဲတဲ့အတွေးခေါ်နဲ့နေလို့နေစရာမလိုတော့ဘူးတင်းဟာကြွယ်ဝတော်သူဖြစ်တယ်။ယေရှုအပြင်ချမ်းသာတော်မျိုးယိုကောင်းကြီးရှိသောမျိုးယိုပြုလေသမျှ၌အောင်မြင်တော်သူဟာတင်းဖြစ်တယ်။ဟာလာမရှာတာအိုးကိုရရှင်ဖဖေဟာကိုရောရဲ့အံပွေသောငွေကြီးဆိုင်ရာလွတ်မြောက်ခြင်းနဲ့ယနေ့ကိုရောနှုတ်ကပတ်တော်အဖြစ်ဒီနေရာမှာတွန်းလောင်းသောကြောင့်ယေရှုတဲ့နဲ့ငါဤတောင်ပတ်ပတ်လည်၌ကောင်းကြီးမိုးကိုရောကရွာစေမယ်ဆိုဂတိတော်အတွက်ယေရှုတဲ့နဲ့ယာတီအလိုက်မိုးကိုရွာစေမယ်ဖေဟာကိုရောကိုယေရှုတဲ့နဲ့ယနေ့ဤသားသမီးများရဲ့ season သူတို့ရဲ့နေပဲသူတို့ရဲ့အချိန်လိုအပ်တဲ့ season တိုင်းမှာကိုတို့ရဲ့ထောက်ပံ့ခြင်းမိုးရေဟာကောင်းကင်ကိုဖွင့်ပြီးတော့မှကိုတော်ကိုယ်တိုင်တွန်းလောင်းပြီးဖြစ်တဲ့ကြောင့်ယေရှုတဲ့နဲ့ယနေ့အီဂျစ်ပြည်ကဲ့သို့ခြေဖြစ်နေရသောပြည်ကနေကိုတော်ကထုတ်ဆောင်ခဲ့ပြီးတော့မှယခုငါတင်တို့ကိုပို့ဆောင်သောပြည်သည်တင်တို့ကျွန်ခံရာပြည်ကဲ့သို့မဟုတ်12ရာသီလုံးမိုးကိုရွာစေသောပြည်တနှစ်ပတ်လုံးငါကြည့်ရှုပြုစုသောပြည်ကောင်းကင်မိုးကိုရွာစေသောပြည်ဖြစ်တယ်။ယနေ့တင်ရဲ့တက်တာကျွန်ုပ်တက်တာမှာတန်ရှင်သောဝိညာဉ်တော်ရဲ့မြစ်ရည်ထဲမှာချမ်းသာမြစ်ရည်ထဲမှာဖခင်ကျွန်တော်ကိုခေါ်ဆောင်ပြီးဖြစ်တယ်။ဝိညာဉ်ရနိုးထမှုလိုက်လာတဲ့နောက်မှာကြွယ်ဝခြင်းလိုက်လာတာဖြစ်တယ်။အိုးဟာလာမရှန်တာကိုရောကိုယေရှုတဲ့နဲ့ဤအရာအတွက်ယေရှုတော်ချီးမွမ်းတယ်။ယနေ့ခဏလေးဒီဖွင့်ပြချက်တွေဒီကနေ့တောင်ရဲ့ပတ်လည်မှာကျွန်တော်ရဲ့အားကိုးရာမျော်လင့်ရာခရစ်တော်တည်ဟူသောတောင်ရဲ့ပတ်လည်မှာ season မိုးကိုရာသီအလိုက်ရွာစေတဲ့ဖခင်အခုဒီချိန်မှာတင်ပါရင်ဆိုင်နေရလေဒီချိန်မှာဘာတွေတင်ဝန်ထမ်းနေရတယ်လေတင်းရဲ့ season ကပါလေအဲ့ဒီအရာအတွက်မိုးကိုဖခင်ရွာစေပြီဖြစ်တယ်ဒါကြောင့်မို့ဒီချိန်မှာဆုတောင်းဖို့ကကိုတော့အဲ့ဒီအရာအတွက်ယေရှုတင်တယ်ဒီချိန်မှာကျွန်တော်မိသားစုအတွက်ရင်ဆိုင်ရတဲ့အခြေအနေထဲမှာကိုတော့ထောက်ပံ့ခြင်းအတွက်ယေရှုတင်တယ်ကျွန်တော်ဒီငွေကြေးဆိုင်ရလားဘယ်နေရာနဲ့ပဲမလားယေရှုတော်ခဏလေးချီးမွမ်းကြရအောင်ဟာလေလုယာကိုတော့ကိုယေရှုတင်တယ်ကိုတော့ယေရှုတင်တယ်ကိုတော့မိုးကိုရွာစေသောကြောင့်ယေရှုတင်တယ်ကိုတော့ထောက်ပံ့ခြင်းတွေအတွက်ယေရှုတင်တယ်ယာတီလိုက်ကိုတော့ရွာစေတဲ့မိုးယာတီလိုက်ကိုတော့ရွာစေတဲ့မိုးမျက်နှာသာမိုးကောင်းချီးမိုးအောင်မြင်ခြင်းမိုးကြွယ်ဝခြင်းမိုးကိုတော့ဖခင်ယာတီအလိုက်ကိုတော့ကရွာစေသောကြောင့်ယေရှုတင်တယ်ယခုပင်လည်းကျွန်တော်တို့ကိုရွာသွန်းပေးသောကြောင့်ယေရှုတင်တယ်လာနေပြီ
လာနေပြီဟာလေလုယာလက်သီးဆုပ်လောက်ရှိတဲ့မိုးတိမ်နဲ့မြင်နေရပြီအိုးဘုရားရှင်ရဲ့ကောင်းချီးမင်္ဂလာမို့ဘုရားရှင်ရဲ့ထောပေါက်ခြင်းဘုရားရှင်အရှိန်အဟုန်နဲ့ဘုရားရဲ့အတန်တွေဟိုးမိုးချင်းတန်တွေဟိုတော့ရဲ့ကောင်းချီးတန်တွေလာနေပြီဟာလာဘာရှတ်တာဟာလာဘာရှတ်တာဟာလာဘာရှတ်တာဟာလာရှာအိမ်တော်ကိုဆုတ်တော့ကောင်းချီးတွေအိမ်တော်နဲ့ဆိုင်တဲ့ကောင်းချီးတွေလာနေပြီဘုရားเจ้าနဲ့ဆိုင်တဲ့ကောင်းချီးတွေလာနေပြီအိမ်တော်ရဲ့ချမ်းသာကြွယ်ဝခြင်းတွေလာနေပြီဟိုးတော့ဘောရတာရှတ်တာဘာရှတ်တာဟာလေလုယ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 ာဟိုဒီဘာ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 ရနာစတ်တာမရှတ်တာအေရာရာဘာဘာရှတ်တာဟာလေလုယာဟာလေလုယာလာမရှိလာမလာရှိ Hallelujah Praise the Lord ကိုရောကိုယေရှုတင်ပါ၏ဒီနေ့မနေ့ခင်ကနေဒီညနေထိကိုရောကောင်းချီးပေးလျက်ပို့ဆောင်လျက်ကိုရောသွန်းလောင်းလျက်ကိုရောဖွင့်ပြလျက်ဝိညာဉ်လေထုထဲမှာဟိုးယနေ့ကျွန်တော်တို့ကိုလောကရဲ့အခြေအနေတွေနဲ့ကျွန်တော်တို့ကသွားတာမဟုတ်တော့ဘဲနဲ့တန်ရှင်တော်ဝိညာဉ်တော်ရဲ့အဆုံးအမနဲ့မွေ့လျော်ခွင့်ပေးတော်ကြောင့်ယေရှုတင်တယ်ဝိညာဉ်တော်ရဲ့ဖွင့်ပြခြင်း revelation zone ထဲမှာ miracle zone ထဲမှာ supernatural zone ထဲမှာကိုတော့ကျွန်တော်တို့ကိုပို့ဆောင်ပေးနေတော့ကြောင့်ယေရှုတင်တယ်ဝိညာဉ်လေထုအတွက်ယေရှုတင်တယ် spiritual realm အတွက်ယေရှုတင်တယ်ဒီ miracle sign တွေအတွက်ယေရှုတင်တယ် miracle sign တွေအတွက်ယေရှုတင်တယ်ကိုတော့ဖွင့်ပြခြင်းတွေအတွက်ယေရှုတင်တယ်ကိုတော့ကောင်းကင်ဖွင့်လေတော့ကြောင့်ယေရှုတင်တယ်ဒီနေရာမှာယနေ့ကိုတော့ဖွင့်ပြခြင်းထဲမှာ financial blessing ကိုလည်းယနေ့ဒီနေရာမှာကောင်းကြီးတွေမျိုးစေ့တွေစားစရာတွေကိုလည်းကိုတော့ပြင်ဆင်ပေးပြီဖြစ်တော့ကြောင့်ယေရှုတင်တယ်စီစဉ်ရတဲ့အစွမ်းတတ္တိတွေကိုလည်းကိုတော့ပြင်ဆင်ပေးပြီဖြစ်တော့ကြောင့်ယေရှုတင်တယ်ကြီးစွာသောတကားတွေကိုတော့ကျွန်တော်တို့ရှေ့မှာဖွင့်ထားပြီဖြစ်တော့ကြောင့်ချီးမွမ်းပါတယ်ဟာလေလုယာဘုန်းကြီးချင်းကုန်ပြီးချင်းကိုတော့ပေးရလျက်တနေ့တာလုံးသောယေရှုတော်ကိုယေရှုခရစ်နာမဖြင့်ချီးမွမ်းလျက်ဆုတောင်းပါတယ်ဖခင်ရှင်အာမင်